မင်္ဂလာပါရှင်။ဂျမရတနာ channel ကနေကြိုဆိုပါရစေ။မိသားစုတစုအတွက်လုံခြုံမှုကိုအပြည့်အဝပေးနိုင်တဲ့အဖေအရေးရဲ့ကြီးမားပုံနဲ့အဖေတို့ရဲ့မြစ်တာတရားများအကြောင်းအနှစ်ချုပ်ကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်။မိသားစုတစုအတွက်အဖေရဲ့အရေးဟာအဆုံးပိုင်းခြားအကန့်အသတ်မရှိပါဘူး။အင်မတန်မှအရေးကြီးတယ်အဖေရဲ့အရေးအောက်မှာငြိမ်းချမ်းမှုကိုရတယ်လုံခြုံမှုကိုရတယ်အေးချမ်းမှုကိုရအဖေရဲ့အရေးဟာဘလောက်ထိတာသွားတယ်လဲဆိုလို့ရှိရင်အဖေရဲ့ဂုဏ်သိက္ခာကြီးကြီးရင်ကြီးသလောက်မြင်မာရင်မြင်မာသလောက်ထိုသားသမီးတို့မှာဂုဏ်မြောက်တယ်လူလေးစားမှုခံရတယ်ကြောက်ကြတယ်ယူသေးကြတယ်လေးစားကြတယ်ပေါ့အဖေရဲ့အရေးပရိသတ်ကြီးဘသူအရေးလဲခင်မွန်းတဲ့ရဲ့အရေးကြောင့်ဇနီးမှာလည်းပရိသတ်ကြီးဂုံအသေးရှိလို့လူတကာကမောမကြည့်နိုင်လောက်အောင်အဲ့ဒါလောက်ထိဂုံမြောက်ပြီးတော့အရေးကြီးပါတယ်ဗျာဘယ်နေရာသွားသွားဘယ်မြို့မှာပဲသွားသွားဘသူသားသမီးတဲ့ဟေးဆိုလို့ရှိရင်အဖေရဲ့ဂုံအရှိန်ဝါကြီးရင်ကြီးတယ်လို့သားသမီးမှလည်းပြိဿရဲ့ဂုံအရှိန်ဝါတွေကြီးပါတယ်မကြီးပါဘူးလားအဲ့တော့အဖေရဲ့အရေးအဖေရဲ့တန်ဖိုးဟာပြိဿကြီးတန်ဖိုးဖြတ်လို့ရမှာလားဒါကြောင့်အနန္တအရေးလို့တင်စားလိုက်ရပါသည်ပါတယ်တော့ဣတိယဒေသနာတော်ကိုမဟောကြသေးခင်မနာကြကြသေးခင်တရားပိုင်ရှင်သုံးလောကတော်တာရှင်တော်ဗုဒ္ဓမြတ်ဗျာဤဂုဏ်တော်ကျေးဇူးတော်တွေကိုဖွဲ့ဆိုတည်ကျူးပူဇော်ထားတဲ့ဂုဏ်တော်ဘွဲ့ဂါထာဖြင့်ရှေးဥစွာဘုရားရှင်ကိုရောမြတ်ကိုရိုသေမြတ်တို့လက်အုပ်ချီမိုးလို့ရှေးကိုပူဇော်ကြရရအောင်တရားဟောတဲ့ဓမ္မဂတိကပုဂ္ဂိုလ်ကဓမ္မသနာပလင်မောမှအနေ၍ကရုဏာပညာနှစ်ပါးဖြင့်ချီးကျူးကိုရောပူဇော်အပ်သောမဟာပဏာမဝန္ဒနာဂါထာဖြင့်ဘုရားရှင်ဤဂုဏ်တော်ကျေးဇူးတော်တွေကိုရွတ်ဆိုရှေးခိုးပူဇော်သွားသည့်အခါမှာတို့တရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့တွေကလည်းတို့ကိုယ်တိုင်ဘုရားရှင်ဤဂုဏ်တော်ကျေးဇူးတော်တွေကိုရွတ်ဆိုရှေးခိုးပူဇော်နေရတယ်လို့အာယုံယူလည်းရဲ့ကြီးညိုတတ်တာပွားများပြီးတော့ထားလိုက်ကြပါမိမိတို့ရဲ့စိတ်ဝယ်မှာနှလုံးသားမှာဖယားတယ်လို့မို့ဗုဒ္ဓနုဒတိဘာဝနာပွားများတော်မူလိုက်ကြပါကရုဏာတိတလဟတယံပညာပိဇောဒဝိယဒမောဟဓမ္မံသာနရမရလောကကရောဝန္တေသူကတံဂတိဝိမု ဒ္ဒံဧတေနာသစ္စာဝစေနာဒုက္ခိတာဟွန်တုပါဏိနောကရုဏာတိတလတယမဟာကရုဏာရောမြတ်အတွင်တဖြင့်လာလာပွေလျာအေးမြစီပင်ကြည်လင်သောရွှေစိတ်နှလုံးတော်လည်းရှိတော်မူပေထသောပညာပိဇောတဝိယတမောဟဓမ္မံအရဟတမတိဟုသောစိမိယောင်ဖြင့်အဝိဇ္ဇာတိဟုသောမိုက်မောင်ကိုပယ်ပြောက်တော်မူပြီးသောသာနရမရလောကကရုလူနှင့်တကွာသောတတ္တလောကအလုံး၏ညိုယုတ်ခယလေးကရုပြုတိုက်သောဆရာတဆုဖြစ်တော်မူပါပေထသောဂတိဝိမု ဒ္ဒံဒေဝမနုဿာနိရယနှင့်ပေဒတိရိသံလာယံအရှိငါတတ်သောဂတိမလည်းအထုသဖြင့်ကင်လောတော်မူပြီးသောဒုက္ကတံစကား6ခွန်လူ၌ထွန်လေနှခွန်ကိုသာအကျိုးရှိရာကိုကောင်းစွာမသွေဆိုတော်မူတတ်ပါပေသောဗုဒ္ဓံသစ္စာ၄ပါးမြတ်တရားကိုပြတ်သားတင်သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို
ဒီဟိလက်အိုအင်းစလီနှုတ်တန်ချီလျက်ရွှင်ကြီးမနောသုံးပါးသောပနာမတို့ဖြင့်ဩဓမ္မအမြတ်သူငါဘေးရန်ဝါ၍ချမ်းသာစေကြောင်းဆုမွန်တောင်းလျက်ဩခေါင်းညိုကျိုးလက်အုပ်မိုးကရှိခိုးညွတ်ကြပါကုန်၏မြတ်စွာဘုရားမြတ်စွာဘုရားဣတေနသစ္စာဝစေနဤသို့နှုတ်တံဖော်ထုတ်ပြန်၍ဟုတ်မှန်သောဝစီမင်္ဂလာသစ္စာစကားကိုပြောဆိုရလေသောကြောင့်ပါဏိနောမြာနာတောင်းတောင်းလူနတ်မြမတတ္တဝါပေါင်းတို့သည်ဒုက္ခိတကိုရောစိတ်ပါချမ်းသာခြင်းရှိကြပါကုန်သည်ဟောတုဖြစ်ကြပါစေကုန်သတည်းနေတော်ခါသာဆင်းရဲကသိမှလည်းကင်းငြိမ်းကြကုန်သည်ဟောတုဖြစ်ကြပါစေကုန်သတည်းနိဗ္ဗာန်သာဘေးရန်ခသိမှလည်းကင်းငြိမ်းကြကုန်သည်ဟောတုဖြစ်ကြပါစေကုန်သတည်းအာတောကသာမညိုမမိန်တကိုးရှိ၍စိုးရိမ်မနှောင်ကြောင်းကြပူဆွေးငိုကြွေးခြင်းမှလည်းကင်းဝေးကြကုန်သည်ဟောတုဖြစ်ကြပါစေကုန်သတည်းဟောတုယခုစွာသောသစ္စာစကားနှင့်ပို့လို့အပ်တဲ့မေတ္တာရအရှိန်အဝါကြောင့်အချိန်မကြာကိုယ်စီကိုယ်ငါဖြစ်တော်မူကြပါစေကုန်သတည်းအလုံးပရိသတ်ကြီးအနန္တ၅ပါးရှေခိုးကြောရအောင်တညီတဲ့လိုက်ဆိုကြဗုဒ္ဓဂုဏ်တော်မင်္ဂမြောပူဇော်ပါ၏အရှင်ဘုရားဘယ်အလုံးဆိုလိုက်ဗုဒ္ဓဂုဏ်တော်မင်္ဂမြောပူဇော်ပါ၏အရှင်ဘုရားဓမ္မဂုဏ်တော်မင်္ဂမြောသံဃာဂုဏ်တော်မိဘဂုဏ်တော်မင်္ဂမြောပူဇော်ပါ၏အရှင်ဘုရားဆရာဂုဏ်တော်မင်္ဂမြောပူဇော်ပါ၏အရှင်ဘုရားသာဓုသာဓုသာဓုအလုံးတော်တရားချစ်ခင်သူတော်စင်ပေါင်းတို့ယခုအချိန်မှစတင်၍မိမိတို့လိုလားမြတ်တာသောဣရိယာပုဖြင့်ကျမ်းမာရေးအရာသက်သာသလိုစိတ်ချမ်းသာသလိုတိုင်းပြီးတော့တိတ်ဆိတ်ငြိမ်သက်စွာနဲ့တရားဓမ္မများကိုယူသည်လေးစားစွာဖြင့်မှတ်မှတ်သားသားနာကြားနိုင်ကြပါပြီဒီကနေ့ညဆင်ရင်ကျင်းပါတဲ့မောရဂီဝရက်ွက်ယရဏတယပူဇကအသင်းရဲ့9နှစ်ပြည့်ပစ္စမအကြိမ်မြောက်ဆင်ရင်ကျင်းပါတဲ့ဓမ္မသဘင်မှာတော်ဝင်နှံစတုမိသားစုတို့ရဲ့မြတ်ဒါနကောင်းမှုဖြင့်ဟောကြားအပ်သောတရားကောင်းစဉ်လေးကပရိသတ်ကြီးပါတယ်လေဗျာဟောဗျာအဖေကျေးဇူးလေးကိုပြီးအောင်မပြောနိုင်ကြဘူးမေ့ပြန်နေကြလားမသိပါဘူးအနန္တအရေးအဖေကျေးဇူးတရားတော်ပြောစမ်းပါဦးဒီပါဒီလိုလုပ်ပါအဲ့ဒါမှအဖေတို့အားရှိမှာမင်းသူ့အမေနဲ့သူ့သားသမီးတွေကြီးပြောနေလိုက်ကြဒီတော်တို့သတိမရပါသူ့အမေနဲ့သူ့သားသမီးတွေပြောနေလိုက်ကြတာတပည့်တော်တို့သတိမရပါဖခင်ကြီးတွေပြောတာကြားအဲ့တော့ပရိသတ်ကြီးအမေကိုချစ်တတ်ရင်အဖေကိုလည်းပဲချစ်တတ်ရမှာပေါ့မှန်ရလားပရိသတ်ကြီးအမေကျေးဇူးများတယ်လို့ဖခင်ကြီးများလည်းကျေးဇူးမများဘူးလားအဲ့တော့ပရိသတ်ကိုကြိုပြောထားမယ်တချို့ကအဖေမကောင်းတာတွေအများကြီးတွေ့ရတော့အဖေဆိုစကားတဲ့ကိုထက်မပြောဘူးတချို့မရှိဘူးလားအဲ့တော့ဦးစိန်ကြိုပြောထားခြင်းနဲ့ဆိုတာကမြင်းမို့တောင်ကြီးဟာအကြီးကြီးပါ
မြင့်မို့တောင်လောက်ကြီးမားတဲ့ကျေးဇူးတရားတွေကိုပရိသတ်ကြီးရေမျက်ွယ်ပြုတ်ပြီးတော့အမေမကောင်းတဲ့အပြစ်ကလေးအဖေမကောင်းတဲ့အပြစ်ကလေးကိုရိုးမယ်ဖွဲ့ပြီးအဲ့ဒီတန်ဖိုးကြီးမားတဲ့မြင့်မို့တောင်ကြီးကိုအပြစ်ဆိုတဲ့ဇီးစီလေးနဲ့ပေါက်မယ်လို့တော့မကြိုးစားပါနဲ့ဦးဇင်းတို့ဟောဖို့ပါလေအမေမကောင်းဘူးအဖေမကောင်းဘူးသူတို့ကတပည့်တော်တို့ကိုပြစ်ထားတာဗျတောင်းမကြည့်ဘူးချို့လူငယ်တွေပြိတ္တကြီးပြောတယ်အဲဒါကြောင့်အမေလည်းမခေါ်နိုင်ဘူးအဖေလည်းမခေါ်နိုင်ဘူးတပည့်တော်တို့ဒီလိုပြစ်လာတာကိုချီဘွားကိုရက်လာတာအမလေးပြောသေးဗျာတချို့ပြောတာလည်းမရှိဘူးလားအမေကလည်းအရင်ဒီမပေးလိုက်ပါဘူးအဖေကလည်းအရင်ဒီမပေးလိုက်ပါဘူးအဲ့ဒီလိုပြောတယ်အဲ့တော့ပြိတ္တကြီးသူတို့ဆိုလိုချင်တာကငယ်စဉ်တောင်ကြီးမှာအမေဘေကပြစ်ထားတယ်ကလေးတွေမှာစိတ်မှာဒဏ်ရာရတယ်ရပ်ပြီးတော့ပြိတ္တကြီးရေအဲ့ဒီမှာအသိဉာဏ်မဲ့တဲ့စိတ်နဲ့အမေကိုအဖေကိုအပြစ်ပြောတတ်ကြတယ်အဲ့တော့သားငယ်သမီးငယ်လေးများသားတို့သမီးတို့ကိုရှင်နေမင်းကမေတ္တာရပ်ခံခြင်းပါလေမပြောပါနဲ့အမေဟာအမေပါပဲအဖေဟာအဖေပါပဲလောကကြီးထဲမှာလက်ညှိုးထိုးပြစရာအမေကလည်းတယောက်သေးပါအဖေကလည်းပြစ်ပြီးသောမြပြောပြီးသောစကားကုံသွားသောအချိန်ကွယ်လွန်သွားသောမိဘအဲ့ဒါဘယ်တော့မှပြိတ္တကြီးနောက်ပြန်လာတယ်လို့မရှိဘူးအစားပြန်ရတယ်လို့မရှိဘူးပြစ်လိုက်တဲ့မြနောက်ပြန်လာသလားပြောပြီးတဲ့စကားပြိတ္တကြီးကျွန်းနှစ်သွားရင်နှုတ်ဖို့ခက်တယ်နားလည်လားဗျာကုံသွားတဲ့အချိန်ပြိတ္တကြီးပြန်ရသေးလားဒီတသက်တာမှာဒီကနေ့အဖို့8နာရီဆိုတာမရနိုင်တော့ဘူးရနိုင်လေရဲ့သစ်သီးတွေပုတ်ရင်ထုတ်ပြလို့ရတယ်သားငါးတွေပုတ်ရင်မြုပ်ပြလို့ရတယ်ကုံသွားတဲ့အချိန်ဘာနဲ့မှပြိတ္တကြီးအစမ်းထိုးလို့ပြန်မရဘူးအဲ့ဒါကြောင့်အချိန်ကိုဖြုံးရင်ဘဝမှာပုတ်တိုးစေသောအချိန်များဖြစ်သွားပြီးတော့ပြိတ္တကြီးရောက်လာတိုင်းသောအချိန်ကိုသုံးရင်သုံးမသုံးရင်ဆုံးရှုံးသွားတာပါပဲဗျာအချိန်ရဲ့တန်ဖိုးနားလည်သေးပါမှန်ရလားဗျာအဲ့ဒီအချိန်ရဲ့တန်ဖိုးနားလည်သလိုပရိသတ်ရဲ့မိဆိုတာလေဘဝမှာတယောက်တည်းပါအဖေဆိုတာလေဘဝမှာတယောက်တည်းပါအဲ့ဒီအမေတို့ဖေတို့ကွယ်လွန်သွားပြီဆိုရင်ဖြင့်ကိုယ့်အတွက်မှာဘယ်နည်းနဲ့မှအစားထိုးလို့မရနိုင်တော့ပါဘူးမှန်ရလားဒါကြောင့်လေဘုရားရှင်ကိုယ်တော်မြတ်ကမိဘနှစ်ပါးဆိုတာသက်ရှိမြမကြီးတွေနဲ့တူတယ်လက်ဦးဆရာမြေတိုင်းစွာသာပုပ္ပါစရိယာမိနှင်ဖာလူဘဝရဲ့လိုရောက်လာပထမဆုံးသောဆရာဟာလည်းမိဘပါပဲနေစဉ်တောင်ကြီးကလေးဘဝတန်တေခလို့ရတဲ့ချိန်ကစကားမပြောတတ်သေးတဲ့ချိန်အဲ့ဒီမှာတယုတရနဲ့ပိုးမွေးတယ်လို့မွေးခဲ့ရတာပြိတ္တကြီးအမေနဲ့အဖေနဲ့နှစ်ယောက်လုံးပါပဲဗျအဖေကလည်းကြားတဲ့နေရာတာဝန်ထမ်းခဲ့ရတာပါပဲအမေအသက်ဆွန့်ပြီးကိုလာလဲဆွဲလာပွားမွေးခဲ့ရတာကိုကျေးဇူးတင်တယ်ဆိုရင်အသက်ဆွန့်ပြီးတော့စီးပွားရှာပြီးကျွေးခဲ့တဲ့အဖေတို့ကိုလည်းပဲကျေးဇူးတင်ရပါပါမှန်ရလားပြိတ္တကြီးသားသမီးကိုအသက်ပေးပြီးမွေးသွားတဲ့မိခင်တွေကွယ်လွန်တာရှိသလိုလုံကျွေးရင်ဇနီးမယားသမီးသားတို့အတွက်စီးပွားရှာရင်အသက်ဆွန့်နေရတဲ့ဖခင်တွေလည်းပဲအများကြီးပါဗျာပြိတ္တကြီးမရှိဘူးလားအသက်ဆွန့်ပြီးတော့လှုပ်ကြွေးခဲ့ရတာအလုံးလုံးရင်တည်သွားတယ်တောမှာဆိုလို့ရှိရင်ထမ်းပင်ပေါ်တက်ရင်ပြုတ်ချလို့တည်သွားရှာတယ်ကြောက်တွင်းသွားတူးတယ်တွင်းပြီးလို့တည်သွားရှာတယ်ကိုရောက်ကိုဝဲသွားတယ်ပြိတ္တကြီးအကြောင်းမျိုးမျိုးကြောင့်ဝဲလွန်သွားရှာတယ်ကဲဒါမျိုးတွေပြိတ္တကြီးမရှိဘူးလားအဲ့ဒါကြောင့်တို့ပရိသတ်များဖခင်များကလည်းပဲအသက်ဆုံးပြီးတော့ကျွေးမွေးခဲ့ရတာပါပဲအဲ့ဒါကြောင့်ကျေးဇူးရှင်အမေနဲ့အဖေနှစ်ပါးလုံးဟာမြမတိဟိုဘဝမှာဆံမြန်းနေတဲ့မြမကြီးတွေနဲ့လူပါရဲ့လို့ဘဂဝါဘုန်းတော်၆ပါးသခင်သဗ္ဗညုဘုရားရှင်ကိုတော်မြတ်ကအဝါစာကရုဏာရှိရှုဟောပြတော်မူခဲ့ပါပေတည်းကဲပြိတ္တရဲ့တို့များရဲ့အပေါ်မှာတို့အမေကတို့အဖေကမေတ္တာမကြီးမားဘူးလားဘုရားသမီးအပေါ်မှာမိဘတိုင်းဟာမေတ္တာကြီးမားတယ်လူသားမိဘမဆိုထားနဲ့တိရစ္ဆာန်မိဘတော့ခွေးမကြီးတွေကြည်လိုက်စမ်းပါအိမ်တကာလမ်းတကာကနေပြီးဝါအောင်စားလာပြီးခွေးလေးတွေရှိလေရောက်ရောက်အန်ကျွေးတယ်မို့လား
အဲ့ဒါလေးတွေထောက်ကြည့်ပါပင်လေလိမ့်မကြီးတွေဟာလေးဦးလေးတွေကိုတောင်းမြင်ပေါ်မှာဦးရောက်တဲ့အရက်ကနေမေတ္တာဓာတ်တွေပို့လို့အဲ့ဒီအမေရဲ့မေတ္တာဓာတ်နဲ့လေးဦးလေးတွေပေါက်ခဲ့ရပါတယ်အဲ့ဒီလိမ့်မကြီးကွယ်လွန်သွားပြီလေဆိုရောလေးဦးလေးတွေကမေတ္တာဓာတ်မရလို့ပုတ်ဆွေးသွားခဲ့ရပါသေးအဲ့တော့အမေရဲ့မေတ္တာဓာတ်ရောမကြည်ပါဘူးလားအမေရဲ့မေတ္တာဓာတ်ကြီးမားသလိုပြိဿကြီးရဲ့ဖခင်ဗိမိတာရာမင်းကြီးရဲ့မေတ္တာတရားဟာစံပြဖခင်ကြီးပဲဗျာအဇာတတဆိုတဲ့မင်းသားလေးအဇာတတဆိုတာပါဠိစလုံးကိုအတက်ကလေးတင်ပြီးတော့ဆိုထားတာအဇာတတတုအဇာတဆိုတာမမွေးခင်ကလေးကဟုတ်လားမမွေးခင်ကလေးကပြိဿကြီးအဖေတတ်မဲ့သားဆိုတဲ့အဓိပ္ပာယ်အဲ့ဒါဘုံတော်တွေဟောကြားခဲ့တာဆိုတာပြိဿကြီးလည်းကြားဖို့ပြီးသားသူတတ်မဲ့သားသူသိတယ်အဲ့ဒါပြိဿကြီးဝေရိဟိမိဖုရားကြီးကချစ်လာစွာသောခင်ပွန်ဖြစ်သူအာကိုအားထားရပါသောမောင်တော်ဖုရားကိုတတ်မဲ့တရေသားနမတော်မမွေးဖွားလို့ဦးအဲ့ဒီမှာပြိဿကြီးဒီတန်တွေပြည့်စည်အောင်ဤမျိုးစုံနဲ့ဝေရိဟိမိဖုရားကြီးကြိုးစားခဲ့တယ်ဒါကိုဖခင်ဗိမိတာရမင်းတရားကြီးလည်းသိရောပြိဿကြီးရာစတံပေးလို့အာနာတန်နဲ့ပြိဿကြီးဟောဒီတရေသားကိုမွေးပေးရမယ်ဆိုပြီးအဆောင်နေပါတယ်များချထားလို့ဖခင်ရဲ့မေတ္တာတရားနဲ့သားကိုမမြင်ရခင်ကလေးကမွေးဖွားစေခဲ့တာအဖေပါမှန်ရလားပြိဿကြီးအဖေမရှိရင်ရွှေတောင်ကြီးပြိုပြီနေလုံးကြီးကွယ်ပြီအရေးကြီးပျောက်သွားပြီအာကိုအားထားရအရေးကြီးကွယ်သွားပြီလို့တောင်းဆိုရပါတယ်ပြိဿရေမဆိုရဘူးလားဖခင်ဗိမိတာရမင်းတရားကြီးနတ်ရဆံကံတော်ကုံတော့ရွှေတောင်ကြီးပြိုပြီနေလုံးကြီးကွယ်ပြီပြိဿရေဒီလိုမတင်အဲ့တော့ဖခင်ဗိမိတာရမင်းတရားကြီးကမမွေးခင်ကလေးကကိုယ့်ကိုတတ်မဲ့သားဆိုတာသိပါလေရဲ့နဲ့သားရဲ့လက်ကခုနာလေးကိုပရိသတ်ရဲ့ပါဇက်နဲ့ငုံပြည်ပုတ်ကိုမျိုးကားချငါသားလေးအနာတတ်ပါစေအကြိုက်တတ်ပါစေဆိုပြီးတော့သားစိတ်ချမ်းသာဖို့အရေးမိမိရဲ့ထီနန်းစည်းစိမ်ကြီးတွေကိုမကအာဂရိမအနာလေးပြအောင်ငုံထားထီနန်းစည်းစိမ်ကြီးတွေမကသားစိတ်ချမ်းသာရင်ပြီးရောသားစိတ်ချမ်းသာရင်ပြီးရောပြုသည်များကိုပြိဿကြီးအပြုံးနဲ့သီးခံနောက်ဆုံးခြေပွားထားခွဲရန်စိမ်ဘက်မိခင်ဘယ်လိုလုပ်လို့ငါသားလေးစိတ်ချမ်းသာရင်ပြီးတာပဲဆိုပြီးသောတာပန်ဖရာကြောင်းတရကဗိမိတာရမင်းတရားကြီးသားအတွက်နဲ့သီးခံသွားတာသေတိတိုင်ပါပဲဖခင်တို့ရဲ့နှလုံးသားဟာလေသားပေါ်မှာအဲ့ဒီလောက်ထိချစ်နိုင်ပါတယ်ဗျချစ်တတ်ပါတယ်မှန်ရလားပြိဿကြီးနောက်အဖေတယောက်ရဲ့အနေထားဒါလောကမှာတွေ့တာလေးပြောမယ်အဖေတယောက်ဟာအယက်သမားဖြစ်နေတယ်အယက်သမားဖြစ်နေတော့သားတွေကလည်းမလေးစားဘူးသမီးတွေကလည်းမလေးစားဘူးအယက်သမားဆိုတော့မလေးစားဘူးဘောဇီဝကြီးကလည်းမလုံးနိုင်တော့ဘူးအယက်တွေတောက်ပြီးတော့နေတော့ဘယ်သူမှမလေးစားဘူးဒါပေမဲ့ယင်ထဲမှာတော့ပြိဿရဲ့သူသားသမီးတွေတူဒီအယက်သမားဖခင်ကလည်းချစ်တယ်သူအယက်သမားကြီးလုံးလုံးပြစ်သွားပြီးသားသမီးတွေကိုလောက်ကင်မကျွေးနိုင်တော့တော်လည်းပဲသားသမီးတွေရဲ့အပေါ်မှာချစ်ချင်းမေတ္တာတရားကတော့ပြိဿကြီးသူသားသမီးကိုချစ်တဲ့မေတ္တာတန်ရောစင်ဟာဘယ်သူမှလိုက်မမီဘူးပေါ့ကိုသားသမီးကိုဒီလိုချစ်ကြတာကြီးပါပဲမှန်ရလားပြိဿကြီးဒီလိုနဲ့သားလေးတွေကအရွယ်ရောက်ပညာသင်တက္ကသိုလ်ကျောင်းသားကြီးတွေဖြစ်ဘွဲတွေပါတယ်ရအလုပ်တွေပါတယ်လုပ်အဲ့တော့ပြိဿကြီးအသိဉာဏ်တွေလည်းပွန်ပြိုးလာစာဥစာပေတွေလည်းဖတ်ဓမ္မတုဒ္ဒယာသလေလာအဲ့တော့တိုးအောင်ပြောလိုက်အဖေတန်ဖို့သိလာပြီအမေတန်ဖို့လည်းနားလည်လာတယ်အစားထိုးလို့မရဘူးဆိုတာပြိဿကြီးသိလာတယ်သိလာတော့အဖေစိတ်ချမ်းသာအောင်ထားမယ်ဆိုပြီးငကိုကအရက်ဝယ်ခိုင်းတယ်ဆိုလို့ရှိရင်မိတွန်တောက်တီဆောင်အောင်ပြီးပြိဿကြီးနေတဲ့သားအခုအရွယ်လေးရလာတော့အဖေကိုစိတ်ချမ်းသာအောင်ထားတော့မယ်ဆိုပြီးတော့
သူမပြောတော့ပါဘူးအပြစ်မပြောတော့ပါဘူးဖေကျမ်းမာရေးတော့ဂယုဆိုင်တော့အဲ့တော့အဖေတောက်ချင်တဲ့ရဲ့တာဝယ်ပေးပါမယ်ဆိုပြီးတော့တာဝယ်ပေးတယ်အဲ့ဒီမှာအဖေကလေပြိဿကြီးသူ့သားကိုသူကြည့်ပြီးတော့ဘာပြောရမှန်းမသိရင်ထဲမှာဆို့နေတာဘာပြောရမှန်းမသိဘာပြောရမှန်းမသိလောက်အောင်ကိုသူ့သားသူချစ်ဒါပေမဲ့အယက်သမားဆိုတော့စကလုံးလှလာလေးလည်းမပြောနိုင်တော့အသိဉာဏ်တွေကလည်းပဲရော့ကုန်ပြီအာယုံကြောတွေကလည်းပြော့ကုန်ပြီအဲ့ဒီမှာပြိဿရဲ့သူသားဘွဲရပညာတတ်ကြီးကအယက်ပလင်းလေးဝယ်ပြီးသူ့ကိုပေးတော့သားလေးပခုံကိုင်းပြီးတော့ငါသားမင်းအဖေလိုအယက်သမားကြီးမဖြစ်တာကိုအဖေကျင့်တတ်ပါပြီကွာဆိုပြီးဒါလေးတစ်လုံးပဲသူပြောနိုင်တယ်အဲ့ဒီအဖေပြောလိုက်တဲ့စကားဟာသားသမီးရဲ့အပေါ်မှာဘလောက်ထိမေတ္တာကရုဏာကြီးမားတယ်ဆိုတာအာလုံးပြိတ္တခံစားမိသူတိုင်းနားလည်နိုင်ပါတယ်အဖေလိုအယက်သမားကြီးမဖြစ်တာကိုအဖေကျင့်တတ်ပြီဆိုပြီးပြိတ္တရဲ့သားကိုကြည်ပြီးတော့လေအဲ့ဒီမှာသူကိုသူလည်းယူကြုံမရသားလေးကိုသူ့လိုဘဝမျိုးမရောက်ရင်အဖေကျင့်တတ်ပါပြီသားရဲ့ဆိုပြီးတော့ပြိတ္တရဲ့ပြောရှာတဲ့ဒါကြောင့်ဖခင်နိုင်ဟာလေသားသမီးအပေါ်မှာချစ်ချင်းမေတ္တာတရားတွေဟာအမေလိုအနိကမနေရတာရဲ့မိမသားမဟုတ်လို့တီတာပြိတ္တကြီးဖွဲနွဲ့မပြောတတ်တာရဲ့ကြောင့်တကယ်တော့ပြိတ္တကြီးသူသားလည်းရင်အယက်သမားအဖြစ်ခံလိုက်တယ်သူသားသမီးတွေအယက်သမားအဖြစ်မခံနိုင်ဘူးတဲ့ပညာနဲ့ရှင်ပြီးတော့ချစ်တဲ့အချစ်ဘာနဲ့ရှင်တာလဲပညာနဲ့ရှင်တာပြိတ္တရဲ့အမေချစ်တာကကရုဏာနဲ့ရှင်တာအမေချစ်တာကဘာနဲ့ရှင်တာကရုဏာနဲ့ရှင်တယ်ဆိုတာသနာတာပဲသိတယ်အမေကသားစိတ်ဆင်းရဲတာမကြည့်ခြင်းဘူးသားနှစ်ခါသုံးခါခေါင်းခွေလိုက်ရင်အမေဆိုတာပျော့သွားတာပဲဟောသားကပြိတ္တရဲ့အရက်တောက်ခြင်းလို့အမေစီပတ်စံတောင်းတယ်အမေကဟိုးအရက်တောက်တယ်ဆိုတာမကောင်းဘူးမပေးဘူးပထမတခွန်းတော့တင်းပဲမေရလည်းဗျာသားအရက်တောက်ခြင်းလို့မပေးပါဘူးဆိုမှဆိုဟောနှစ်ခါလောက်ဆိုတော့အမေကပျော့သွားပြီအဲ့တော့နောက်ကြတော့ပြိတ္တကြီးဩဒီလောက်တောင်ရှိတဲ့ကောင်ကဲသွားမင်းအဖေမသိစီနဲ့မင်းအဖေဒါသိတော့မင်းအရိုက်ခံတော့မှာပဲသွားဆိုပြီးတော့သူ့အိတ်ထောင်ထဲကပတ်စံလေးထုတ်ပေးလိုက်အဲ့တော့ဓမ္မတို့မေကွာဆိုပြီးတော့သားဟိုဘက်လှည့်ပြီးသွားနောက်ကြတော့မှနောက်ကျောကြည့်ပြီးပြုံးပြီးလို့အမေကကရုဏာနဲ့ရှင်ချစ်တာပြိတ္တရဲ့ဘာနဲ့ရှင်ချစ်တာအဖေကပြိတ္တကြီးသူသားအရက်တောက်တယ်ဆိုတာလည်းသိရောဟဲ့ကောင်လာဟုတ်မင်းကျွန်တော်ဗာပြရှိလို့လေငါလည်းပဲမျက်စိနဲ့နားနဲ့နေတာမင်းအရက်ဆိုင်မှာအရက်တောက်နေတာတွေ့ခဲ့တယ်တဲ့ငါမင်းဆွေတွေကပြောတယ်မင်းဟုတ်တယ်မို့လားအဲ့တော့သားကပြိတ္တကြီးသူဟုတ်တော့ငြိမ်နေတယ်အေးမင်းနောက်တခါအရက်ဆိုင်သွားကြည့်တာမင်းနဲ့ငါအကြောင်းသိအဲ့တော့သားမကျေနပ်တဲ့ပုံနဲ့အဖေကိုမျက်စောင်းထိုးကြည့်မျက်စောင်းထိုးတော့အဖေကလည်းတီးကောင်းကွာငါထိုးလိုက်ရကျိတ်လိုက်ရဆိုတော့အမေကအိမ်ထဲကနေပြေးထွက်ဟိုရှင်ကလည်းကိုသားသမီးမဟုတ်တာကြတယ်လာငါသားဒီဘက်တော်တော့အမေကပြိတ္တကြီးဘယ်သူကတော့အဲ့တော့အဖေကလည်းပြိတ္တကြီးလျှော့လိုက်ပါတယ်အဲ့တော့သားရဲ့စိတ်ထဲမှာဘယ်လိုဖြစ်သွားလဲဆိုတော့အမေကပဲငါ့ကိုချစ်တတ်တာအဖေကငါ့ကိုမချစ်ဘူးရန်သူကြနေတာပဲဒီလိုထင်သွားတာတကယ်တော့ပြိတ္တရဲ့ဖေးရဲ့နှလုံးသားထဲမှာလည်းပဲသူသားကိုအယတမအဖြစ်မခံနိုင်ဘူးငါသားလေးရေရိနေတော့မှာပါပဲဆိုပြီးတော့ကွယ်ရာမှာတိတ်ကလေးအန်ကျိတ်လို့မျက်ရည်ကျနေရတဲ့ဖခင်လေးလည်းလောကမှာအများကြီးပါပြိတ္တရဲ့မရှိဘူးလားဒါကြောင့်အမေကလည်းကိုယ့်ကိုချစ်တာပါပဲအဖေကလည်းပြိတ္တကြီးချစ်တတ်တာပါပဲမေတ္တာကရုဏာမုဒိတာဝမေကဆိုတဲ့အတိုင်းပဲမေတ္တာတရားတွေကိုအမေရောအဖေရောပေးစွမ်းနိုင်တဲ့အတွက်ကြောင့်ဘုရားရှင်ကိုယ်တော်မြတ်ကမြမတိဟောဘဝမှာစံမြန်းနေတဲ့မြမကြီးတွေနဲ့အတူပါတယ်ဟူ၍ဟောစရေဟောစံဒီကောင်းစွာမသွေမိတ်ဆိုတော့အမှုခဲ့ကြလေကုန်သတည်းကဲအလုံးပြိတ္တကြီးအမေရောအဖေရောကျေးဇူးမကြီးမာဘူးလား
တို့အရွယ်မရောက်ခင်လုံးမစားနိုင်ခင်ကိုကြီးဘွားကိုမရနိုင်ခင်ပညာမတတ်ခင်တနေ့တည်းလည်းမဟုတ်တရက်တည်းလည်းမဟုတ်တနာရီတည်းလည်းမဟုတ်ဘူးအမလေးပေးဆက်ခဲ့ရတာဒီကြည်စမ်းမအောင်ညီးညူခဲ့တယ်လို့ရှိလားသားလေးကကြီးလာပြီသမီးလေးကကြီးလာပြီအဲ့တော့ရှိရနဲ့နှစ်ဆာတိုးလို့ဂရုစိုက်ရတော့မယ်နှစ်ဆာတိုးလို့ဝေးရတော့မယ်ဆင်ရတော့မယ်ပြင်ဆင်ပေးရမယ်သူ့လိုအပ်တာတွေပြိတ္တကြီးဖြည့်ဆည်းပေးရမယ်မိခင်ကောင်းတယောက်ဖြစ်အောင်ကြိုးစားရမယ်ဖခင်ကောင်းတယောက်ဖြစ်အောင်ကြိုးစားရမယ်သားလေးတွေသမီးလေးတွေအရေးတကြီးကြီးနဲ့ဖြစ်ကြီးထွားလာသည်နဲ့အမြအမေတို့အဖေတို့မှလည်းတာဝန်တွေကြီးထွားလာခဲ့ရပါတယ်မှန်ရလားပြိတ္တကြီးဒါကိုသားတွေသမီးတွေကတဘာဝအနေထားဖြင့်ဦးစင်းကယဉ်နှီးပွင့်လင်းစွာပြောမယ်မိဘကမိဘတာဝန်ရှိလို့သူတို့မွေးတာလို့သူတို့လုပ်ပေးရတာလို့တချို့ကဒီလိုထင်ကောင်းထင်တယ်လုံးမပေးနိုင်တော့လုံးမပေးတော့ဘယ်ပုံမှန်နဲ့ဘယ်လိုတရားစွဲမှာဟောပါအမေရချစ်လို့အဖေရချစ်လို့လုပ်ပေးတာအေးကိုကံမကောင်းအကြောင်းမလားလို့အမေဆိုးဆိုးအဖေဆိုးဆိုးနဲ့များတွေ့လို့ရှိရင်ဘယ်လိုလုပ်နေမကောင်းလို့မှဆေးမကူသေးခြင်းသေးဆိုပြီးလမ်းဘေးပြစ်ထားတဲ့မိဘနဲ့တွေ့ဘယ်လိုလုပ်သဘောပေါက်ရလားဒါကြောင့်တချို့ကပြိဿရဲ့အမေဆိုးဆိုးအဖေဆိုးဆိုးတွေ့တော့အမေဆိုးလို့တဲ့အဖေဆိုးလို့တဲ့ပြောတယ်အဲ့တော့အမေကမဆိုးပါဘူးအဖေကမဆိုးပါဘူးကိုယ်ကံကဆိုးတာပါတေချာနားတော်မှာရှင်းရလားမသိဘူးမရှင်းရင်လည်းလမ်းလည်းကောင်းထိတ်ထွက်អော်ရုံးကြတယ်သဘောပြောတာအမေတွေအဖေတွေကိုသိအပြစ်ပြောတာကိုယ်ကံကောင်းလို့ရှိရင်ပရိသတ်ကြီးဟောဗိမိသာရမင်းကြီးလိုချစ်တဲ့အဖေမျိုးနဲ့တွေ့မှာပေါ့မှန်ရလားပရိသတ်ကြီးအသက်စွန့်ပြီးတော့ချစ်တဲ့အမေမျိုးနဲ့တွေ့မှာပေါ့ကိုယ်ကံကအဲ့ဒါလောက်ဒီမကောင်းတော့အမေဆိုးဆိုးအဖေဆိုးဆိုးနဲ့တွေ့တာလူတိုင်းရဲ့အမေတွေအဖေတွေဆိုးတာမှမဟုတ်ပဲကိုယ့်အမေမှကိုယ့်အပေါ်ဆိုးရလေခြင်းကိုယ့်အဖေကမှကိုယ့်အပေါ်ဆိုးရလေခြင်းဆိုလို့ရှိရင်အမေဆိုးတယ်လို့မပြောပါနဲ့အဖေဆိုးတယ်လို့မပြောပါနဲ့မြင့်မို့တောင်မကကျူးသားကျေးဇူးကြီးမားတဲ့မိဘနှစ်ပါးရဲ့ဂုဏ်သိက္ခာတွေကိုကိုယ့်ရဲ့အပေါ်မှာမကောင်းတဲ့ဇီးဇီးလောက်အပြစ်နဲ့ထုမယ်လို့မကြံစီပါနဲ့ဗျကိုယ်ကံကိုဆင်ញင်ပါပရိသတ်ရဲ့အမေဆိုတာလားအဖေဆိုတာလားကိုယ်ကံဆိုတာလားတနည်းပြောရင်တော့ပရိသတ်ကြီးအဲ့ဒါဝိလေတယ်လို့ပြောခြင်းတယ်နော်တနည်းပြောရင်ပါလေတော့ဝိလေတာဖခင်တယောက်ရဲ့အရေးဆိုတာမိသားစုပေါ်မှာဘလောက်ထိလွှမ်းမိုးတယ်လဲဘလောက်ထိလုံခြုံတယ်လဲဘလောက်ထိအရှိန်အဝါကြီးတယ်လဲဆိုလို့ရှိရင်အိမ်တိုင်ကိုကြည့်ကြည့်လိုက်အမေမရှိတဲ့အိမ်နဲ့အဖေမရှိတဲ့အိမ်တောင်မတူဘူးတူသလားအဖေမရှိတဲ့အိမ်ကြတော့မုတ်ဆိုးမအိမ်နဲ့လူကလည်းမလေးဘူးခွေးကလည်းမလေးဘူးသဘောပြောတယ်ဟောအမေမရှိဘူးသားလည်းအဖေရှိတယ်ဆိုလို့ရှိရင်ဘိုးတော်ရှိတယ်ဘိုးတော်ရှိတယ်ဘာမလုပ်အရှိန်ဝါအနန္တအရှိန်ဒီအရှိန်ဟာဘလောက်ကြီးမားတယ်ဆိုတာပိုင်းခြားတန်းတာမရှိဘူးဒီလိုနားနဲ့ပေးစမ်းပါအခုမဘုံနေအဖေနာမည်ထက်ကဲပရိသတ်ကြီးရဲ့ဇာမဝဲပြင်မယ်လျှောက်လာတင်မယ်အလုံးလျှောက်မယ်လျှောက်လာတင်မယ်အကြောင်းတစ်ခုရှိလို့ပရိသတ်ကြီးရေဟုတ်လားဖခင်ရဲ့နေရာကိုနာမည်ပေးရပါသည်မပေးရဘူးလားအဖေရဲ့အရေးအဲ့ဒါမျိုးတွေကိုပရိသတ်ကြီးနားနဲ့ပေးစမ်းပါရွာတရွာရွာတရွာရဲ့အပြင်ဘက်မှာလဲဆောင်တဲလေးအဲ့ဒီလဲဆောင်တဲလေးထဲမှာအမေရဲ့ဖေရဲ့သားလေးရဲ့ချစ်လို့မဝနိုင်တဲ့လာမင်းကြီးလိုသိပ်လာတဲ့မိမိချစ်သားငယ်အမေကကလေးလေးဒီဆိုလို့ချော့သိအဖေကပြိတ္တကြီးလေတော်ထဲမှာအလုံးလုံးပြန်လာရင်ဟောဒီလဲဆောင်တဲလေးမှာပဲမိသားစုတွေနေကြတယ်ပေါ့ငြိမ်းချမ်းတဲ့ကဘာလေးတိဆောက်ပြီးတော့နေကြတရက်တော်ပရိသတ်ရဲ့အဲ့ဒီမှာဖခင်ကြီးကွယ်လွန်ရှာပြီဖခင်ကြီးကွယ်လွန်တဲ့အခါကျတော့ပရိသတ်ရဲ့ထိုသားနဲ့အမိဒီတော်ထဲမှာလဲဆောင်တဲထဲမှာနေလို့ရသေးရဲ့လားနေလို့ရရဲ့လားလုံခြုံမှုရှိပါမလားအဖေရဲ့အရေးကွယ်ပြောက်သွားလို့နားလည်လားဗျာအခုဦးဇင်းတို့ဒီနာမှာမိယထာဝန်တန်းနေဟုတ်လားနေကြပါတယ်ဦးဇင်းတို့လည်းပဲအဲ့ဒီအိမ်လေးမှာဆွမ်းခံနေပါတယ်
ဝန်တန်းဆိုတော့ပြိတ္တကြီးဒီတာဝန်ကိုထမ်းနေတဲ့အဖေရှိလို့ဒီတိုက်ခန်းရတာအဖေမရှိတာနဲ့တပြိုင်တည်းပြိတ္တကြီးကဲကိုယ့်အိမ်ကဒီနေရာမှာအစားမတိုးနိုင်ဘူးဆိုလို့ရှိရင်ဒီတိုက်ခန်းရသေးလားအဖေသေးလို့မှသောကဆိုတဲ့အပူမအေးသေးဘူးတိုက်ခန်းဖယ်ပေးရပြီအိမ်ကဖယ်ပေးရပြီမှန်ရလားပြိတ္တကြီးအဖေအရေးပြိတ္တရဲ့ဘသူအရေးလဲဒါကြောင့်လေဆောင်တေးလေးထဲမှာမေရဲ့ဖေးရဲ့သားသမီးတွေရဲ့နေကြတယ်ပဲဆိုပါတော့အဖေမရှိဘူးဆိုရင်အဲ့ဒီတဲ့တလုံးဟာလုံခြုံမှုမရှိတော့ပါဘူးအဲ့တော့ဒီသားအမိတွေကပြိတ္တရွာထဲကိုပြန်ပြောင်းပြီးတော့နေရပါသည်ဘာဖြစ်လို့လဲဆိုရင်အဖေအရေးကွယ်ပြောက်သွားလို့ပါဘသူအရေးဒါကြောင့်ပြိတ္တရဲ့အဖေသေးပြီလဲဆိုရောရွှေတောင်ကြီးပြိုပြီနေလုံးကြီးကွယ်ပြီလို့ပြိတ္တကြီးအဲ့ဒီလောက်ဒီအောင်ယူကျုံမရခံစားပြီးတော့တတာပြီးတော့ပြိတ္တကြီးရေငိုကြွေပူဆွေးရပါတယ်အဖေရဲ့အရေးတွေပါပြိတ္တကြီးဘသူအရေးကွယ်ပြောက်လို့လဲအဖေအရေးကွယ်ပြောက်လို့ဒါကြောင့်မလို့လောကကြီးထဲမှာမတ်ပုံနဲ့လျှောက်တာအရာရာမှာအဖေနာမည်နဲ့ဂုံတင်ညပါတယ်တရွာတကြီးဆောက်လို့ရတယ်ဘယ်မျိုးကဘသူသားဟာဒါဆိုလို့ရှိရင်လှုပ်ပေးလိုက်ကဲအဖေရဲ့နာမည်ဂုံသိက္ခာကြီးရင်ကြီးသလောက်မြင့်မားရင်မြင့်မားသလောက်ပြိတ္တကြီးသားသမီးမှလည်းအရှိန်အဝါတွေမဟတ်ဘူးလားဟုတ်တယ်ဒါကြောင့်ပြိတ္တပေါင်းသူတော်ကောင်းတို့ဖခင်ရဲ့အုပ်ချုပ်မှုအောက်မှာလုံးလုံးချုံချုံနေရတဲ့ဘဝအဖေရဲ့အရေးရှိလို့ဆိုတာနားလည်ပေးကြစမ်းပါအဖေကငါအပေါ်မှာဘယ်တော့မှအကောင်းမမြင်ဘူးလူချမ်းကြီးဆိုပြီးအပိုးလို့သဘောမထားပါနဲ့အဖေမရှိမှအဖေရဲ့တန်ဖိုးသိတယ်နော်အမေမရှိမှလည်းအမေတန်ဖိုးသိအဖေမရှိမှအဖေတန်ဖိုးသိတယ်အမေမရှိမှအမေတန်ဖိုးသိတယ်ရှိနေတော့ပြိတ္တကြီးမသိတယ်လို့ပါပဲယခုအမေတို့အဖေတို့ကြည့်လိုက်စမ်းပါအသက်ရွယ်ကြီးရင်လာသည်နှင့်အမျှကိုယ့်အတွက်ဘာကိုမှမစင်စားတော့ပါဘူးငါတို့ရှာနေသမျှငါသားသမီးတွေအတွက်ပဲတို့ရှိတာတွေအကုန်လုံးလှူသွားရင်ကုသိုလ်ရတယ်ဆိုတာသိပါတယ်ဒါပေမဲ့ပြိတ္တကြီးအထိုက်လျောက်ပဲလှူနိုင်တယ်သားတွေသမီးတွေအတွက်အပြည့်အဝချမ်းသာခဲ့မယ်ဩကိုနောက်ပါမယ်ကုသိုလ်တောင်မှပြိတ္တကြီးအပြည့်အဝတချို့ယူမသွားရှာဘူးသားသမီးတွေအတွက်ပဲထားခဲ့ပါတယ်ပြန်မဆုံးတော့နောက်ဆုံးလမ်းကိုသွားတာတောင်မှပြိတ္တကြီးငါအတွက်ပါရင်ပြီးရောกว่าဆိုတဲ့စိတ်မျိုးအမေမှလည်းမရှိဘူးအဖေမှလည်းမရှိဘူးအဲ့တော့ပြိတ္တကြီးသားတွေသမီးတွေလူဘဝလည်းတင့်တယ်ဖို့အရေးမျောတွေးသားသမီးတွေအတွက်ပါပဲတပည့်တော်တို့အတွက်ကတော့ဘာမှတပည့်တော်တို့မလိုတော့ပါဘူးဖေဟာဆိုပြီးအဲ့ဒီလိုသားသမီးတွေအတွက်ပေးဆက်ခြင်းနှလုံးသားနဲ့နေသွားတယ်မိဘတွေကြီးပါပဲဗျာမှန်ရလားပြိတ္တကြီးဒါကြောင့်အဖေရဲ့အုပ်ချုပ်မှုအောက်မှာနေခဲ့ဘူးမှသာလျင်အဖေရဲ့အရေးတန်ဖိုးကိုသိမယ်ကိုကြီးလာတဲ့အခါမှာလည်းပဲပြိတ္တကြီးရေဖခင်လိုအုပ်ချုပ်တတ်မယ်ဒါကြောင့်သားရဲ့ဝတ္တရားတာဝန်ဖြစ်တဲ့ပြိတ္တကြီးသားသမီးတို့ရဲ့တာဝန်အဲ့ဒါကိုကျေးပြုံးအောင်ဒီကနေ့မိဘတွေကိုကျေးဇူးဆပ်ပါအဲ့ဒီတာဝန်ဟူနဲ့တာဝန်မကျေရင်ပြိတ္တကြီးမှတ်ထားတာတလင်းချင်းနဲ့ဝတ်လေမယ်တာဝန်မြန်မာတပ်ပေါ်မှာတာဝန်ဟူနဲ့မရေးဘူးလားအတန်ကပြောတယ်ဒီနာဗလိုက်ပုတ်ထောင်ရေးပြရမယ်ကိန်းရှိတယ်မြန်မာစာကတိကတွေဆိုဒါတလင်းချင်းပဲလည်းမသိဘူးထောင်းအောင်ပဲနဲ့လာကြီးနဲ့မကွဲဘူးဓာတ်ရင်ကောက်မရေးတာဘူးဓာတ်ရင်မဟုတ်ဆိုကြားဘူးတလို့လိုပဲရှိတယ်စာအုပ်ပြန်ကြည့်အောင်တော်တော်ကိုညံ့တာဘုန်းကြီးဘွဲတွေဆိုမရေးတတ်ဘူးဓမ္မနဲ့တိုင်းပြောစမ်းမှာဟုတ်တယ်မို့လားမရေးတတ်ဘူးဘွဲရာကြီးတွေပါ2ဘွဲ3ဘွဲ4 5ဘွဲရာကြီးတွေပါအဲ့တော့ဦးဇင်းတို့တက္ကတရားပြိတ္တကြီးကြုံရတဲ့ဘုန်းကြီးနံပါတ်တွေဥပမာကြုံရေးရတဲ့အခါပေါ့လေကဲဆိုကြပါစို့ဦးဇင်းတို့ဇာမဝက်ဖြေတုန်းကသွားပြီးသတိရတယ်သွားပြီးသတိရတော့ဟောလားဘွဲရအကြောင်းဆရာမတွေကဇာမဝက်ခန်းထဲကိုဝင်ရင်ဟုတ်လားဒီဇာမဝက်ဖြေကြွလာတဲ့တန်ဃာတွေရဲ့ဘွဲဝဲမှတ်ပေးရတာပေါ့ဗျာမှတ်ပေးရတဲ့အခါကျတော့ရှင်ဘုရားဘွဲတော်လေးပြောပါဆိုပါဇက်ကပြောလိုက်ရောလက်ကရှိမတိုးဘူးဘယ်အစာရေးရမှမသိဘူးအဲ့ဒါတကယ်ပြိတ္တကြီး
ကိုတော်တစ်ပါးကလည်းပြိဿကြီးမရေးတာမှန်သည်လို့ရွဲ့ပြောသလားမသိပါဘူးရှင်ဘုရားပွဲရောဆိုဗတ္တန္တတိတ်ခိန်တရိယညာနာဘိဝန္တတဲ့ရေးသံဘလို့ရေးမလဲမရေးတတ်တော့ဘူးနှစ်ဘွဲ့လည်းမရေးတတ်ဘူးသုံးဘွဲ့သမားလည်းမရေးတတ်ဘူးသူကသူဘယ်နှဘွဲ့ယူဒါတော့ပြိဿကြီးအပြည့်မဆိုပါဘူးနော်ဒါကိုယ့်ရဲ့လေးလာလိုက်စားမှုပေါ်မူတည်တာပေါ့ဟုတ်လားအဲ့တော့ယခုပြောတာကတော့ဗျာတောင်းဝေချာတာဝါယေနငယ်လေးတတာဝံအဲ့ဒီတာဝံဝတ္တယပြည့်ရဲ့ဟောဝါလေးကိုတာတနေချိန်လေးနဲ့တဝိုလဲမဲ့တတိထာသူတို့ပြောတာဝိုလဲတယ်တို့ဝိုကျွေးဆက်ရတယ်တို့ဆိုတဲ့အခါကျတော့ဝါကိုတာတလင်းချိန်လေးနဲ့တတ်ပြီးတော့မရေးဘူးလားအေးထင်သာမြင်သာအောင်ပြောရတာနော်ဒါကြောင့်ပရိသတ်ကြီးတန်ဝင်းဖို့နဲ့ဝတ္တရားပြည့်ရင်တတလင်းချင်းနဲ့ဘာဖြစ်လဲဟိုလည်းပဲဒါကြောင့်အဖေတန်ဖို့ကိုသိပြီးအဖေကိုမပြစ်မှားမိစေနဲ့မှန်ရလားပရိသတ်ကြီးအဖေဆိုတာတကယ်ပြောမယ်ဆိုရင်တော့အိမ်တည်းရဲ့အိမ်ဥနတ်ပါဗျာအဖေဆိုတာပရိသတ်ရဲ့အိမ်တည်းအိမ်မိသားစုတစုရဲ့ပါလေတော့အိမ်ဥနတ်ပါအိမ်ဥနတ်ကိုကိုးကွယ်ပါအိမ်ဥနတ်ကိုလေးစားပါအိမ်ဥနတ်ကိုအဓိကထားပါပရိသတ်ရဲ့မှန်ရလားတချို့ကပြိဿကြီးအိမ်ဥနအဓိကမထားဘဲနဲ့ဘယ်ဥနသွားပြီးအဓိကထားလည်းမသိပါဘူးအဲ့တော့ပြိဿကြီးဦးဇင်းတို့တက္ကကြီးတယောက်ကတော့ပြောတယ်ဟောပြိဿကြီးအိမ်ဥနမရာကိုဟုတ်လားလိုချင်တယ်ဆိုရင်တဲ့အိမ်မော်ကိုနေတဲ့တခြားနတ်မရာကိုလိုချင်တယ်ဆိုရင်အိမ်မော်ကအဆင်ရှင်းရလားပြန်ပြောဦးမယ်နော်ဒါလေးတွေကမှတ်တာတသက်ဆွဲအောင်မှတ်တာနောက်မှတ်မိတဲ့စကားလေးတွေဒါလေးတွေကမျိုးဆက်တဲ့အနာဂတ်တွေကိုဆုံးပါဖခင်ဖြစ်တဲ့အိမ်ဦးနတ်ဒါလူသားပဲမို့လားဖခင်ဖြစ်သောအိမ်ဦးနတ်လူသားမရာကိုနေခြင်းနဲ့ဆိုလို့ရှိရင်မရာကိုလိုခြင်းနဲ့ဆိုလို့ရှိရင်ငါအိမ်မော်နေအေးတခြားသောနတ်မရာကိုလိုခြင်းနဲ့ဆိုလို့ရှိရင်တော့ငါအိမ်မော်ကဆင်းလက်တွေ့ငါမနေရတာအဖေကမမရဘူးလားသူဆောက်ထားတဲ့အိမ်မော်နေတာလေမလေးသားသမီးတွေကသူတို့မွေးလို့သူတို့ထားရတာဆိုပြီးတော့တချို့ကလေမလေးပြိဿကြီးမသေးခင်ကအမွေလိုခြင်းလို့လိုခြင်းဘယ်တော့မှများသူချွေးတွေသွေးတွေနဲ့စိုက်ပြီးဆောက်ထားတာကြာအမေပေးယူပေါ့အဖေပေးယူပေါ့အခုမပေးခင်ကပြိဿကြီးလိုခြင်းတာဒါလည်းတဘာဝမကြောက်လိုခြင်းလေမရလေတာမှတ်ထားမတန်ရင်မကြံဘူးမထိုက်ရင်မရဘူးကိုရဲ့လုံအားကိုနဲ့ထိုက်တန်တဲ့ပြိဿကြီးရေဟုတ်လားသွေးချွေးလုံအားမပါရင်ပြိဿကြီးမထိုက်ဘူးမတန်ဘူးဒါကြောင့်မလို့ပညာရှိသူတော်ကောင်းသားသမီးတွေကတော့အမေပေးခဲ့တဲ့ပစ္စည်းအဖေပေးခဲ့တဲ့ပစ္စည်းအမေတို့အတွက်အဖေတို့အတွက်ပဲကုသိုလ်လုပ်ပေးလိုက်တယ်ဟောကိုကကိုပဲပြိဿကြီးကြိုးစားကြတယ်ဒီလိုယရနာထိုက်တဲ့သားသမီးတွေကလည်းကံကောင်းမှရတာပါဗျာအခုတော့ယရနာသားသမီးနဲ့ယရာနာသားသမီးဘယ်ဟာကအများအဲ့ဒါလဲအဖေတို့အဖေတို့စိတ်လည်းမငြင်းနဲ့တော့စိတ်လည်းမဆင်းရဲနဲ့တော့အဲ့ဒါလဲကိုယ်ကံတရားဟုတ်တယ်လေသဘာဝတရားဟောနေတာသဘာဝကြကြဟောရမှာပေါ့သဘာဝမကြဘူးလားကိုယ်ကံကောင်းရင်သူဝနာတာမလို့သားလေးနဲ့တွေ့မှာပေါ့ကိုယ်ကံမကောင်းလို့ပြိဿကြီးအယက်သမားဖဲသမားနဲ့တွေ့ရတာပေါ့မိုက်တူးကားနဲ့တွေ့ရတာပေါ့ရစ်ကက်ကကောင်နဲ့တွေ့ရတာပေါ့အိမ်ရှိတာထိုင်ဖြုံးတဲ့သားသမီးနဲ့တွေ့ရတာပေါ့မိဘမနိုင်လို့ဘုန်းကြီးဆုံးမလို့လည်းမရဘသူဆုံးမလို့မှလည်းမရအမေနဲ့အဖေကမျက်ရည်နဲ့မျက်ခွဲမလေးတန်ရောစင်ကြည့်လိုက်တာသားလေးသမီးလေးလိမ္မာစေရင်လိုက်တာသားလေးသမီးလေးကပြိဿရဲ့သားကလည်းကြားသမီးကလည်းမီးအဲ့တော့အမေတို့ဘေတို့မှာတော့ရှိတဲ့စီစိန်ကြီးတွေပေါ်မှာသားလေးတွေအတွက်ပါပဲသမီးလေးတွေအတွက်ပါပဲစိတ်ကူးလေးရင်ပြီးတော့ပြောစရာဘဝလေးများဖြစ်မလားလို့အောင်းမင်းမိတယ်အသိဉာဏ်မပါဉာဏ်ပလာမိဘနှိမ့်ဆက်တဲ့သားသမီးကြုံတော့အမေတို့အဖေတို့မှာစိတ်ရောကိုယ်ရောဆင်းရဲလို့ဘေးကနေကြည့်သနာစရာကောင်းလိုက်တာဒါပေမဲ့ပြိဿကြီးတရားတော်နဲ့ကြည်ပြန်တော့လည်းပဲဝတ်လဲတာဘာဖြစ်တာလဲသူတို့လည်းသူတို့မိဘပေါ်မှာဒီလိုပြင်းမာခဲ့လို့စော်ကားခဲ့လို့ရှိမှာပေါ့ဒီဘဝမစော်ကားရင်စော်ကားခဲ့တဲ့ဘဝကစော်ကားခဲ့လို့နေမှာပေါ့
သဗ္ဗေတတ္တကမ္မတကကမ္မတတ္တိဝိပဿတိသဗ္ဗေတတ္တကမ္မတကတတ္တဝါတွေအကုန်လုံးဟာကောင်းတာတွေပဲကြုံရမကောင်းတာတွေပဲကြုံရကံတာလည်းကိုယ်ပိုင်ဥစ္စာရှိကြလေကုန်၏ကမ္မတတ္တိဝိပဿတိတတ္တဝါတွေအကုန်လုံးကိုသူတို့ပြုခဲ့ဘူးတဲ့ကံတရားသူတို့ပြုခဲ့တဲ့ကံတရားတွေကသာလည်းကောင်းကျိုးဆိုးကျိုးတွေကိုဝေဖန်တတ်တော်သည်ရဲ့လို့ဘဂဝါဘုရားရှင်ကိုယ်တော်မြတ်ကအဝါစာကရုဏာရှိရှုဟောပြတော်မူခဲ့ပါပေတည်းဒါဆိုရင်ပြိဿကိုအကြံပေးခြင်းပါတယ်အတိတ်ဘဝကကောင်းခဲ့တယ်မကောင်းခဲ့တယ်ဆိုတာကိုသိရလားယခုသိတဲ့ဘဝမှာအဖေဆိုရင်အဖေကြည်ပါအမေဆိုရင်အမေတာဝန်ကြည်ပါသားဆိုရင်ပြောလေဘယ်သူမှမကြည်ကြတော့ဘူးလားသားဆိုရင်သမီးဆိုရင်ကိုခွဲရတဲ့ကိုလှုပ်တယ်ဘယ်နဲ့ကြောင့်ကိုခွဲရရောက်မှပြော့ခွေသွားအခုပရိသတ်ကြီးဦးဇင်းတို့တရားပလင်မောကဟောနေတဲ့ဆရာတော်တာဝန်ကဲပရိသတ်ကြီးရေတရားဓမ္မတွေဟောလို့မကောင်းတာတွေတာကောင်းတာညွှန်ကြားလို့တရားဓမ္မတူတဲ့ဆွမ်းတလို့တာဝန်ကြေးအောင်ပရိသတ်ကြီးရေထမ်းဆောင်ရပါသည်ဆရာတော်ဖြစ်တော်ဆရာတော်တာဝန်တရားတော်ဖြစ်တော်တရားတော်တာဝန်မကြေရဘူးလားဆရာတာဝန်တရားတာဝန်တာဝန်ကြေတော့ပရိသတ်ကြီးနေလို့မကောင်းဘူးလားမိဘတာဝန်သာသမီတာဝန်ပရိသတ်ရေကြည်တော့နေလို့မကောင်းဘူးလားအေးစနီးတဲ့ရဲ့တာဝန်ခင်မွန်းတဲ့ရဲ့တာဝန်ကြည်တယ်ဆိုရင်နေလို့မကောင်းဘူးလားပြောစရာဘဝလေးဆိုတာလေကိုတီဆောက်တာနော်အဲ့တော့ပရိသတ်ရေမငြိမ်းချမ်းဘူးဆိုတာလည်းပဲကိုတီဆောက်ခဲ့တာပဲအခုမလို့ရင်လုပ်ခဲ့တဲ့ဘဝတော်ကကံတရားတွေရဲ့အကျိုးဆက်ပဲအဲ့တော့ထပ်မဖြစ်ဖို့တတိပညာနဲ့စောင့်ပါဤပညာရှားပါဘယ်လိုငြိမ်းချမ်းမလဲနားလည်ခြင်းခွင့်လွှတ်ခြင်းတွေနဲ့ငြိမ်းချမ်းတဲ့နည်းကိုရှားပွေပါငါတလောက်ကောင်းတာတောင် तू မကောင်းနိုင်ရရိုးလားဆိုပြီးပရိသတ်ကြီးအရွက်တိုက်ပြီးတော့လုပ်နေမယ်ဆိုရင်အဲ့ဒီအပူမီးတွေဟာပို၍တိုးဖို့သာရှိတော့တယ်မှန်ရလားပရိသတ်ကြီးဦးဇင်းတို့တစ်ဖက်ဆောင်မပြောပါဘူးတချို့ကလည်းပရိသတ်ကြီးတန်းကိုမတန်းမညာတန်းပြောတယ်မထင်နဲ့တစ်ဖက်ကတလောက်ကောင်းတာတောင်တစ်ဖက်ကလည်းဆိုးမှဆိုးဒီစလုံးတဲ့ကိုညံ့အောင်ပြောလို့ရတဲ့စလုံးရှိရင်ပရိသတ်ပြောစမ်းမှာပြောလို့ရသေးတယ်အဲ့ဒါလောက်ဆိုးတဲ့လူတွေရှိမရှိဘူးလားတစ်ဖက်စီးနှင်းကောင်းနေတာကိုလေတစ်ဖက်ကလုံးဝကျေးဇူးတရားကိုမသိဘူးမမြင်ဘူးတစ်ဖက်ကပရိသတ်ကြီးအသိဉာဏ်ကြီးလို့နားလည်နိုင်လေခွင့်လွှတ်နိုင်လေဟာတစ်ဖက်ကပရိသတ်ကြီးလိုရာမရရတာမလို့ပရိသတ်ကြီးအရွက်တိုက်လေနောက်ဆုံးတော့ပရိသတ်ကြီးသူနိုင်ကိုနိုင်အပြိုင်ကျဲနေကြတာဘာမှဝေကျွေးဆက်တဲ့ပွဲဘာဆက်တဲ့ပွဲအေးအဲ့တော့ပရိသတ်ကြီးငြိမ်းချမ်းအောင်ဘယ်လိုနည်းနဲ့လုပ်မလဲအဲ့တော့ပရိသတ်ကြီးဒီနေရာမှာအခုဗျမစိုးတရား၄ပါးဒါလေးကိုအားလုံးပရိသတ်ကြီးမှတ်သွားပါပွားများပုံလေးကိုဦးဇင်းတို့ကြကြနနပရိသတ်ကြီးကိုပြောပါမယ်ကဲဗျမစိုးတရား၄ပါးတည်ထားလိုက်မေတ္တာကရုဏာမုရိဒာဥပေက္ခဗျမစိုးတရားဘယ်နှပါးကဲဘုန်းကြီးလွတ်မထားနဲ့သူတို့ရမယ်တင်လို့ကိုကဘာမှမပြောသူ့အတူကြဟမ်နဲ့ဖြစ်ကဲပြန်ပြောဘာတွေတော့မဲ့တော်သေးမစိုးပါဘူးနော်ရစေခြင်းလို့ပါဗျာရစေခြင်းလို့ပါမလေးဘုန်းကြီးကလည်းဟောရင်မေးမရရင်စိတ်တူတာစိတ်မရှိဘူးလို့မထင်နဲ့မဟုတ်ဘူးအဲ့ဒါရစေခြင်းကျဲထွက်သွားမယ်ပရိသတ်ကြီးမှတ်မိစေခြင်းလို့ပါဟိုအင်တာနက်ကလို့ပြောရင်ချစ်လို့ပြောတယ်မှတ်ပါမုန်းလို့ပြောတာဟုတ်ရဲ့လားအေးပါဆရာတကဒီလိုမှပေါ့နော်အဲ့တော့မေတ္တာရဲ့ကရုဏာရဲ့မုဒိတာရဲ့ဥပေက္ခရဲ့ဆိုပြီးဗျမစိုးတရားဘယ်နှပါအေးသာသမီပေါ်မှာပဲဖြစ်ဖြစ်မိတ်ဆွေသင်္ကအပေါင်းအသင်းရောင်းရင်ပေါ်မှာပဲဖြစ်ဖြစ်ကိုတွေးသမျှလူတွေအကုန်လုံးတိမေတ္တာအဆင့်ထားနိုင်ရင်ထားမေတ္တာအဆင့်မထားနိုင်လို့ရှိရင်ဒေါသကနေရာဝင်းယူသွားမယ်ဆိုရင်မကောင်းကျိုးတွေဖြစ်ရောမလားအဲ့တော့ပရိသတ်ကြီးဗျမစိုးတရား၄ပါးပွားများတဲ့နေရာမှာကြော်လိုက်မေတ္တာအဆင့်မပွားနိုင်တော့ဘူးဆိုလို့ရှိရင်ဥပေက္ခရှင်းရလား
တေချာမှတ်တာနော်မေတ္တာမပွားနိုင်တဲ့သူတယောက်ကိုပရိသတ်ရဲ့မေတ္တာမထားနိုင်တော့ဘူးဆိုလို့ရှိရင်ဒေါသဝင်လာတယ်နော်အေးမကျေနပ်တဲ့ဒေါသတွေဝင်လာမယ်ငါကောင်းပါလေကနဲ့မကောင်းဘူးဆိုတာဝင်လာလိမ့်မယ်အဲဒါကြောင့်ပရိသတ်ရဲ့မေတ္တာအစင်မထားနိုင်ဘူးဆိုရင်ကြော်လိုက်ပါဥပေက္ခပွားပါတယ်တော့ဥပေက္ခပွားဆိုတာသူနဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးဒေါသအာဃာတတွေလည်းမဖြစ်ပါနဲ့ယဉ်ညူတွေလည်းမဖြစ်ပါနဲ့သဗ္ဗေတ္တကမ္မတကကမ္မန္တတေဝိပဇ္ဇတိသူကံသူစီရင်သွားတာပဲအဲ့တော့ငါကသူနဲ့ပတ်သက်ပြီးတော့အာဟုသူအဖြစ်မခံနိုင်တော့ဘူးအဲ့တော့ပရိသတ်ကြီးခင်မြောင်ပြောမယ်ဆိုလို့ရှိရင်တော့သူ့ပေါ်မှာမကောင်းတာတွေဖြစ်ပါစေဆိုတဲ့စိတ်တော့တစိုးတစိတ်မှမရှိလေနဲ့လွတ်အောင်နေတဲ့နီးဘာနီးသူနဲ့ပတ်သက်ပြီးတော့အကြောင်းကြားလည်းမဆိုင်တော့ဘူးတောင်းတမှုတွေလည်းမဖြစ်တော့ဘူးဩကိုကောင်းတယ်လို့သူမှမကောင်းတာပဲကိုတွဲခေါ်ပါတယ်သူမှမလိုက်နိုင်တာပဲလူတွေဟာသူ့အဆင့်နဲ့သူကွဲပြားသွားတယ်ဆိုတာသူတို့ရဲ့ပြိတ္တကြီးမူရင်းစိတ်ဓာတ်တွေကနေသူတို့ရဲ့ဘဝကိုခွဲခြားသွားတာမှန်ရလားပြိတ္တကြီးအဲ့ဒါတတိယပြိတ္တကြီးယုံကြည်ကြဒါတဘာဝတရားဘသူကမှလူတယောက်ကိုအစင်းနှိမ့်အောင်လုပ်လို့မရဘူးနှိမ့်တာဘာကြောင့်နှိမ့်လဲ तू ကသူ့စိတ်သူ့ကိုယ်ကနှိမ့်လို့နှိမ့်လူတယောက်မြင့်တင်ပေးတယ်ဆိုတော့ဘသူမှကဲတင်ရှင်မရှိဘူးဘသူမှပြိတ္တကြီးဖန်ဆင်းရှင်မရှိဘူး तू ကသူကြိုးစားလို့ तू ကသူပြိတ္တကြီးစိတ်ကောင်းစိတ်မြတ်ရှိလို့ဒါဟာမြင့်တာမှန်ရလားပြိတ္တကြီးအဲ့ဒါကြောင့်မနာလို့စရာလည်းမလိုဝန်တိုးစရာလည်းမရှိဘူးကိုဘဝကိုအစင်းကိုမြင့်အောင်ပါမှန်ရလားပြိတ္တကြီးမေတ္တာပွားနိုင်ရင်ပွားမေတ္တာမပွားနိုင်ရင်ဥပေက္ခပွားနောက်တစ်ခုဆက်မှတ်ပါကရုဏာပွားနိုင်ရင်ပွားကရုဏာဆိုတာကတနာတာသူ့ဘဝလေးတနာပါတယ်တနာစရာလေးပါတနာစရာလေးပါဟောတနာလို့ကရုဏာနဲ့ကူညီတယ်ဒါပေမဲ့ပြိတ္တကြီးရေဟိုဗမာစကားပုံလိုပဲငပိရတော့ဗာတဲ့အဲ့ကြတော့ဒီကရုဏာတနာတဲ့စိတ်ပြည့်ရောမောလားမပြတ်ဘူးလားကဲပရိသတ်ကြီးပြက်အောင်သူများလှုပ်တာလားသူတို့လှုပ်တာလားနောက်ကြရင်ပရိသတ်ကြီးမောင်းထုတ်ခြင်းလောက်အောင်ဖြစ်သွားတယ်မဟုတ်ဘူးလားအဲဒီမှာပရိသတ်ကြီးမောင်းလည်းမထုတ်လိုက်ပါနဲ့တော့သူတို့ကိုမြင်ပြီးတော့အကုသိုလ်မဖြစ်လိုက်ပါနဲ့တော့ကရုဏာမထားနိုင်ရင်ပရိသတ်ကြီးအဲ့ဒီအပေါ်မှာနိုင်တဲ့စိတ်တွေဝင်လာပါဆိုလို့ဥပေက္ခပွားပါအာပွားမေတ္တာထားနိုင်ရင်ထားမထားနိုင်ရင်ဥပေက္ခပွားကရုဏာထားနိုင်ရင်ထားမထားနိုင်ရင်ဘာလို့ဥပေက္ခပွားဟောနောက်တကမုဒိတာဆိုတာဟာပြိတ္တကြီးအလွန်ဖြစ်ခဲတယ်နော်ခက်တယ်နေကြနာတာဆင်းရဲတဲ့သူတယောက်တွေ့ရင်သမင်းမစားရသေးတဲ့လူတယောက်ကိုတွေ့ရင်ဘာပဲဖြစ်ပြိတ္တကြီးတကယ်ကိုမျက်စိအောက်ကိုတွေ့တယ်ဆိုရင်ပေးနိုင်တာမပေးနိုင်တာအသာထားသနာပါတယ်ဆိုတဲ့သနာတဲ့စိတ်ကလေးတော့ကဲပြိတ္တကြီးမဖြစ်ဘူးလားအဲ့ဒီသနာတဲ့ကရုဏာကဖြစ်လွယ်တယ်အဲ့ဒါသနာတဲ့ကရုဏာစိတ်ကဖြစ်လွယ်တယ်သနာပါတယ်ကိုပေးနိုင်တာမပေးနိုင်တာအသာထားသနာပါတယ်အခုလည်းပြိတ္တကြီးလမ်းပေးပါလေဟောလားတောင်းနေရတဲ့ပုံကိုယ်တွေတွေ့သနာပါတယ်ဒါပေမဲ့စိတ်မကောင်းတာတော့ရှိတယ်ပြိတ္တကြီးနော်အရွယ်မရောက်သေးတဲ့ကလေးတွေကိုတောင်းခိုင်းတာတော့ဒါမျိုးတွေကမဖြစ်သေးဘူးဒီကလေးတွေကဒါအလုံးမှတ်ပြီးဒါပဲသူတို့ဘဝမှာစိတ်ဆွဲသွားရင်ပြီးရောတချို့မိဘတွေကတနေရာမှာထိုင်ကလေးတွေတောင်းခိုင်းမဟုတ်ဘူးလားပြိတ္တကြီးစိတ်ညစ်စရာပဲတနာပါတယ်ဒါပဲပြိတ္တကြီးတနာတဲ့စိတ်ကတော့တွားရင်လာရင်လူတိုင်းပေါ်တယ်ဒါကရုဏာဖြစ်ဖို့လွယ်တယ်လို့ပြောချင်တယ်လူတယောက်ချမ်းသာတာကိုကြည့်ကိုတကယ်ချမ်းသာတယ်လို့ပြိတ္တရဲ့သူ့အတွက်ဝမ်းသာပြီးပေးနိုင်တယ်ဆိုတာပြိတ္တကြီးသေချာပွင့်ပွင့်လင်းလင်းရှင်းရှင်းပြောအောင်ဖြစ်ခဲတယ်နော်မန္တတိုင်းပြောမဖြစ်ဘူးခဲဘူးလားတကယ်ကိုသူနဲ့ကိုနဲ့ဟုတ်လားဟိုးသူရင်သားရင်လို့မေတ္တာချင်းမျှပြီးတော့ချစ်ခင်တဲ့သူမျိုးဆိုလို့ရှိရင်သူချမ်းသာရင်ကိုချမ်းသာတယ်လို့ပဲသူရရင်ကိုရတယ်လို့ပဲအဲ့ဒီအစဉ်မျိုးကြမှာမုဒိတာဆိုတာပေါ်တာတာမန်အနေအချင်းတော့ဒီလူတွေချမ်းသာဘာလို့လို့များချမ်းသာပါကဲမကောင်းတာအစတွေးတာသူကသူဘာလို့ချမ်းသာကိုယ်အရေးလားမုဒိတာမပွားနိုင်တဲ့အကြောင်းပြောတာမှန်ရလားပြိတ္တကြီး
ကရုဏာဖြစ်ဖို့လွယ်တယ်မုရိဒာဖြစ်ဖို့ခက်တယ်မှန်ရလားဗျာအေးအဲ့တော့မုရိဒာမပွားနိုင်ဘူးဆိုရင်ပြိုင်တတ်တယ်ဒီကောင်လေးဘယ်ကားစီးနေတာလဲဘယ်မော်ဒယ်စီးတာလဲပြိတ္တာကြီးလိုက်ပြီးတော့ပြိုင်တယ်မပြိုင်ဘူးလားအိမ်ချင်းပြိုင်တယ်စိန်ချင်းပြိုင်တယ်သားချင်းပြိုင်တယ်သမီးချင်းပြိုင်တယ်ဟုတ်လားပြိတ္တာကြီးအလားချင်းပြိုင်တယ်ဒနာချင်းပြိုင်တယ်အမေပြိတ္တာကြီးကားချင်းလည်းပြိုင်တယ်မပြိုင်ဘူးလားပြိုင်တယ်လူတွေပြိတ္တာကြီးပြိုင်ရသလားဘုန်းကြီးတွေရောမပြိုင်ဘူးလားဆိုတော့အဲ့ဒါပြိတ္တာကြီးကိုအကြောင်းကိုသိကြပါလေအဲ့တော့ကိုဟာကိုဟုတ်လားငြိမ်းချမ်းအောင်နေတိုင်းအကောင်းဆုံးပါပဲအဲ့တော့ပြိတ္တာကြီးဘုန်းကြီးတွေကပြိုင်တာမပြိုင်တာအသာထားလိုက်အောင်ဘုန်းကြီးကိုးကွယ်တဲ့တရားဓမ္မတွေကဘုန်းကြီးချင်းပြိုင်တယ်ဗျာမပြိုင်ဘူးလားငါဘုန်းကြီးကဘယ်လိုမင်းတို့ဘုန်းကြီးကဘယ်လိုဘုန်းကြီးတွေကတော့ပြိတ္တာကြီးသူเจ้าသူဟာသူကိုက်ပြိတ္တာကြီးနေတယ်ပဲထားပါတရားဓမ္မတွေကပြိတ္တာကြီးဘုန်းကြီးချင်းမပြိုင်ဘူးလားပြိုင်တယ်ပြိုင်တယ်နော်ပြိတ္တာကြီးဟောနေရာဌာနအတိအကျကြီးပြောလို့တော့မကောင်းပါဘူးကဲအဲ့ဒါတော့ပြောမနေပါနဲ့တော့ဟောပြိတ္တာကြီးတရားပွဲရင်ကျင်းပါတယ်ကြွလာတဲ့ဓမ္မဂရိကဆရာတော်တွေဘယ်စတော်ကဘယ်လိုကားနဲ့ကြွတာဆိုတာသူတို့ပြိုင်ပုံရတယ်အဲ့တော့ဦးစင်းကိုတရားပွဲပင့်သွားတယ်ဒကာကြီးတယောက်ကပြန်တော့ရှောက်သွားတယ်ဩဘာတရားနာကျင်လို့များရှောက်သွားပါလိမ့်မလဲအောင်းမေးတယ်သူကတယောက်ထဲချမ်းပြီးဘုံဘုံတပည့်တော်ရှောက်ခဲ့အောင်ပဲရှောက်ပါဗျာဘာတော့ဆိုကားမညံ့စေနဲ့တော့ဟောမြာဘာများရှောက်မလို့ပါလဲအောင်းကားမညံ့စေနဲ့တဲ့ပရိသတ်ကြီးသူဟာကကားပင်လာလားတရားပင်လာလားမသိအခုအမှန်တိုင်းပြောတာကားတွေပေါ်လာတဲ့ခင်မှာပြိတ္တကြီးသာသနာပြုဓမ္မတူတာခရီးမှာဖုံးမရှိရင်လည်းမဖြစ်ပြန်ဘူးကားမရှိရင်လည်းအစင်းမပြေပြန်ဘူးအဲ့ဒါကြောင့်မလို့သာသနာပြုတာဖုံးထောင်ကကားထောင်ရတာနဲ့တခါတလေစိတ်ညစ်တယ်ဒါအမှန်တိုင်းပြောတာကားတွေမြန်ပေါ်လာလို့သူတို့ဘာသူတို့ပြင်မယ်ဆိုလို့ရှိရင်ဦးဇင်းတို့ကဘာမှကိုမထောင်ကျင်တော့ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကားရှိတော့ကားအပူသားရှိတော့သားအပူမပူဘူးလားပူရတယ်ဝါလျှော့ဆရာနဲ့ဆိုလို့ရှိရင်ပြိတ္တကြီးဘုရားရှိခိုးသလိုနေတိုင်းဆက်ဆံနေရခံစားမိတာပြောတာသူတို့မပါလည်းမဖြစ်ဘူးလေမှန်ရလားပြိတ္တကြီးအေးအဲ့ဒီလိုဒါကြောင့်ပြိတ္တကြီးမျိုးကလူတွေကြည့်လိုက်တော့ကားချင်းပြိုင်နေဟိုရွာဘက်ရောက်တော့မဲ့နွားချင်းပြိုင်နေမပြိုင်ဘူးမတင်နဲ့ကဲမပြိုင်ဘူးလားပြိုင်လားအခုပရိသတ်ကြီးရဲ့တယ်လီနောတွေပေါ်တော့ဟန်းဆက်ချင်းပြိုင်ပြန်မပြိုင်ဘူးလားပြိုင်နေကြတာပဲအေးအဲ့ဒါဘာလဲဆိုလို့ရှိရင်တယောက်စားရတာကိုတယောက်မနာလို့တာဝန်တို့တာကိုယ့်ရဲ့သားသားမှာစိုးရိမ်တာကိုယ့်ရဲ့သားသားကိုကြည့်ပြီးတော့ပရိသတ်ကြီးဝမ်းမမြောက်နိုင်တဲ့ကိစ္စအဲ့ဒါကြောင့်မုရိဒာပွားနိုင်ရင်ပွားမပွားနိုင်ရင်ကြော်လိုက်ဥပေက္ခမုရိဒာမပွားနိုင်ပြိုင်တတ်တယ်လေပြိုင်တယ်ဆိုမှတော့ပြိတ္တကြီးနိုင်ရင်လို့ပြိုင်တာလောဘဆိုတာအကုသိုလ်ဆိုလို့ရှိရင်အပေ၄ပါးပဲဒီလိုမဟုတ်လားအေးအဲ့ဒါကြောင့်ပြိတ္တကြီးမေတ္တာထားနိုင်ရင်ဓမ္မထားနိုင်ရင်ဥပေက္ခပွားကရုဏာထားနိုင်ရင်ဓမ္မထားနိုင်ရင်ဥပေက္ခပွားမုရိဒာပွားနိုင်ရင်ပွားမပွားနိုင်ရင်ဥပေက္ခပွားပါဩသူကလည်းသူချမ်းသာတာပဲအလုံးချမ်းသာကြပါစေဆိုတဲ့မေတ္တာဘာဝနာပွားပါအဲ့ဒါပြမစိုးတရား၄ပါးပွားများတဲ့နီးလို့မှတ်ထားမှန်ရလားပြိတ္တကြီးအဲ့တော့သာသမီနဲ့မိဘဆိုတဲ့အခန်းကဏ္ဍမှာတော့သာသမီတိုင်းရဲ့အပေါ်မှာမိဘတိုင်းငါယခုပြောနေတဲ့မေတ္တာတရားယော့သွားတယ်လို့ရှိလားကရုဏာတရားယော့တယ်လို့ရှိသလားသာသမီတွေချမ်းသာရင်ဝမ်းသာတယ်ဆိုတဲ့မုရိဒာတရားယော့တယ်လို့ရှိလားရိဒရဲ့သာသမီတွေဆိုးရင်မရင်တောင်မှအပြစ်မယူတတ်ပဲနဲ့ဩသူတို့လေးတွေမလိမ္မာလို့မသိတတ်လို့ပဲဆိုပြီးတော့ခွင့်လွတ်တတ်တဲ့ဝိဘေကနှလုံးသားနဲ့ရှင်သန်ပြီးတော့နေကြတာပါမှန်ရလားဒါကြောင့်မြတ်စွာဘုရားကဒီပြမစိုးတရား၄ပါးကိုလူသားမိဘကတဲ့သူတို့မွေးတဲ့သာသမီအပေါ်မှာထားနိုင်တယ်ပုဂ္ဂိုလ်တိုင်းပေါ်မှာမထားနိုင်ဘူးထားပုထုဇဉ်ဆိုလို့ရှိရင်ပုဂ္ဂိုလ်တိုင်းပေါ်မှာတော့မထားနိုင်ဘူးဒါယောသားပွင့်လင်းစွာပြောတာကဲလူတိုင်းပေါ်မှာထားနိုင်လို့လားသို့တော့ကိုသားသမီးပေါ်ကိုတော့မထားနိုင်ဘူးလား
ထားနိုင်တယ်အမေဆိုတာပြိတ္တကြီးသားသမီးကိုထိလာရင်ကြက်သစ်မလို့လည်းမန်းဖီလာတတ်တယ်သားသမီးနဲ့ပတ်သက်လို့ရှိရင်ဒူးထောက်ရမယ်ဆိုလဲဝန်မလေးဘူးသားလေးအတွက်သမီးလေးအတွက်နော်မှားတာများရှိလို့တောင်းပန်ရမယ်ဆိုလဲအမေကဒူးထောက်နိုင်တယ်သားသမီးကိုစော်ကားလာရင်ထိပါလာရင်ပြိတ္တကြီးအမေဟာလေအသက်ဆုံးပြီးကြက်သစ်မလို့လည်းမန်းဖီလာတတ်တယ်ဒါပါလဲဆိုရင်မိဘရဲ့မေတ္တာအဖေလည်းဒီတိုင်းပါပဲမှန်ရလားဗျာဒါကြောင့်လူသားမိဘပဲဖြစ်လင်ငယ်စားဟောဒီဗျမစိုးတရား၄ပါးကိုသားသမီးတို့ရဲ့အပေါ်မှာဟောဒီပရိသတ်ရဲ့အေယဝတီမြေကြီးကိုကြည့်လိုက်စမ်းပါတသွင်သွင်စီးပြီးတော့နေသလိုအမြဲစီးဆင်းနေတဲ့မြေကြီးတစ်စင်းလိုနေ့လည်းစီညလည်းစီအမြဲတမ်းစီးနေတဲ့ရက်နေတယ်လို့ရှိလားအဲ့တော့သာသမီတိုင်းရဲ့အပေါ်မှာမိဘတိုင်းထားတဲ့မေတ္တာတရားကရုဏာတရားမုဒိတာတရားဥပေက္ခတရားတွေကလည်းပဲအမြဲတမ်းတသွင်သွင်းစီးပြီးတော့နေတဲ့အတွက်ကြောင့်မြမတိဟိုဘဝမှာဆံမြန်းနေတဲ့မြမကြီးတွေနဲ့တူပါလေဟူ၍ဩစရိဩဇံတိကောင်းစွာမသွေမိတ်ဆိုတော်မူကြလေကုန်သတည်းဒါကြောင့်မိဘရဲ့မေတ္တာတရားဟာမြေရုလောက်မကရေရုလောက်မကလေရုလောက်မကပြိတ္တရဲ့မကြည့်ဘူးလားဒါကြောင့်တာမန်ပုဂ္ဂိုလ်တွေမဆိုတာနဲ့ယဟန်တော်များတောင်မှလှုပ်ကြွေးတဲ့နဲ့လှုပ်ကြွေးထိုက်တယ်ဒီလိုပြိတ္တရဲ့လေးလေးစားစားမြတ်ဗုဒ္ဓကလူသားမိဘကိုဂါရဝပြုဖို့သားသမီးများအတွက်တာဝန်ကျေဖို့တနည်းပြောရင်လောကအလယ်မှာနေနေတဲ့အချိန်မှာခင်ဗျားတို့ပြောနေတဲ့အားလုံးသောသူတော်ကောင်းတို့ပြောနေတဲ့ရရကျေဖို့မိဘကိုပြုစုပါမိဘရှိတဲ့နဲ့မိဘပေါ်တာဝန်မကျေရင်ဘယ်ရရမှမကျေဘူးမှရှင်းလားမသိဘူးမိဘကြီးငုတ်လို့ရှိတယ်လေမိဘပေါ်တာဝန်မှမကျေဘူးဘယ်ရရခြေလို့ဘလို့ကျေမှာတော့ကျေပါမလားအေးဘုန်းတော်ကြီးဆောမလောင်းရင်နေဆောမကနိုင်ရင်နေအမေတော်ကြွေးကြအဖေတော်ကြွေးကြဦးဇင်းတို့တရင်ဝါလာကျွတ်စတော်ကြီးတွေသွားကြတော့ဟဲ့ငါတပည့်အမေရှိသေးတယ်မော်လားမှန်ပါဗျာအဖေရောအဖေကတော့မရှိတော့ဘူးဗျာ6နှစ်ကျော်ပြီအဲ့တော့တယောက်တည်းကြရင်တဲ့အမေကိုပြုစုဟဲ့တို့မလူချင်းနေတို့များအမေမရှိတော့မှကြောင်းနိုင်စတော်ကြီးတွေဖြစ်လို့အမေကိုပြုစုခြင်းနဲ့ကြွေးမွေးခြင်းနဲ့အဖေကိုပြုစုခြင်းနဲ့ကြွေးမွေးခြင်းနဲ့ဆိုတော့အမေနဲ့အဖေကမရှိတော့ဘူးဒီပရိသတ်ရဲ့ပြုစုခွင့်ရသေးရဲ့လားဒါဆိုရင်အမေနဲ့ပတ်သက်တဲ့ကုသိုလ်ဘယ်သူရှိမှရမှာတော့အဖေနဲ့ပတ်သက်တဲ့ကုသိုလ်ပရိသတ်ရဲ့ဘယ်သူရှိမှရမှာတော့အလုံးကြားကြတယ်နော်ကြားတယ်မို့လားကြားရင်ပြီးတာမကြားဘူးလားလို့ရှင်နေမင်းတို့မိဘကျေးဇူးနဲ့ပတ်သက်လို့အဲ့ဒီမှာပရိသတ်ကြီးစကိုင်းနဲ့ဗုဒ္ဓလိုင်းကလည်းလွင် MRTV ဘိုးကလည်းပဲပရိသတ်ကြီး2ရက်ချ3ရက်ချအတွင်းတနိုင်ငံလုံးတော့ပြန့်နေပါပြီမိဘကျေးဇူးနဲ့ပတ်သက်ပြီးဦးဇင်းအထူးနာမည်ရပါတယ်အဲ့တော့မိဘကိုဦးဇင်းကလေးစားပါတယ်တန်ဖိုးထားပါတယ်အဖေဆိုလို့ရှိရင်ပရိသတ်ကြီးကွယ်လွန်ခဲ့ရှာပြီးရွှေတကုံမြတ်ဘုရားဖူးခြင်းတယ်လို့ပြောသွားတယ်မဖူးလိုက်ရဘူးဘာဖြစ်လို့လဲသူမှမသွားနိုင်တာသားသမီးတွေညံ့လို့ပေါ့ဦးဇင်းတို့ကိုယ်တိုင်ညံ့လို့ပေါ့အဲ့တော့ဒီမှာပရိသတ်ကြီးရေအဖေကိုမပို့လိုက်ရလေခြင်းဆိုတဲ့နောင်တသောကဒီကနေ့ထိလည်းမပြောင်းပါဘူးသေသည်ထိလည်းပြောင်းမှာဟုတ်ပါဘူးဦးဇင်းတို့သာသနာပြုနေလို့သိမ်းပေါင်းရာထောင်ချီပြီးသာသနာအတွက်စွန့်လူညစဉ်ဓမ္မပလင်ကရတဲ့နဝကာမလူတော်များဖြင့်ဟောကိုလည်းယူသွားလို့ရတာမဟုတ်ဘူးသာသနာတော်အတွက်ပေးလူသိမ်းပေါင်းရာထောင်ချီတွက်ကြည့်ဘယ်နဲ့မလဲအဲ့တော့ပရိသတ်ကြီးဒါသူများလူတာကိုပြန်လူတဲ့အဆင့်ပဲရှိဘာရီဘလောက်လူလို့သိမ်းပေါင်းရာထောင်ဘလောက်ချီနေပါပြီပြောအဖေနဲ့ပတ်သက်တဲ့ကုသိုလ်အဖေကိုမပို့လိုက်ရဘူးဆိုပြီးတော့ရင်ထဲမှာစူးနေတဲ့မြားညောက်ဒီကနေ့သိန်းတစ်ထောင်လူလို့ရောပျောက်ပါလားဒါကိုသိရင်ကျင့်တတ်ပါတယ်နော်ဒါကြောင့်အမေကိုလည်းသိန်းတစ်ထောင်နဲ့လည်းမလဲပါနဲ့အဖေကိုလည်းသိန်းတစ်ထောင်နဲ့လည်းမလဲပါနဲ့တချို့ပရိသတ်ကြီးမင်္ဂလာဆောင်တဲ့နေရာမှာအမေရဲ့ဖေရဲ့နာမည်မတည့်ဘဲနဲ့ဂုံအတရေရှိလူကြီးမင်းတို့ရဲ့နာမည်သုံးပြီးကူပန့်ငွေများများရအောင်မျက်နှာကြီးကိုအမေဖေထဲ့တဲ့အမေကတော့ကအဖေကတော့ကဆင်းရဲတယ်ကောက်သိန်းကောက်စားရတယ်သူများအိမ်စရင်ကလှုပ်စားရတယ်
ရိုးသားတဲ့ဂုံစားမကုံဒါကျွန်တော်အမေပါဗျဒါကျွန်တော်အဖေပါဆိုပြီးဘာဖြစ်လို့မပြောနိုင်ရတာလဲအမေဟာဆင်းရဲတာကလွယ်လို့သားသမီးပေါ်မှာထားတဲ့မေတ္တာတရားကဘယ်သူနဲ့ပြိုင်မလဲဘယ်သူနဲ့ပြိုင်မလဲသူသားသမီးသူချစ်တဲ့နေရာမှာပြိဿကြီးရေသူလောက်လောကမှာမချစ်ဘူးဘယ်သူမှသူ့ကိုမမီဘူးလောက်တွက်ထားတာဒီလိုမေတ္တာမျိုးတွေနဲ့သားသမီးကိုချစ်တာမှန်ရလားပြိဿကြီးအဲ့တော့သားသမီးကခွင့်လာတော့အမေတို့အဖေတို့သမီးကိုခွင့်လို့ပါသမီးကိုခွင့်ပြုပါဟိုးမြို့မှာလေသမီးအတီတကြဖြစ်ဖို့ဂုံအတီရှိလူကြီးမင်းတွေရဲ့အလဲမှာအဲ့ဒီမှာသမီးမိတ်ဆွေတွေဟိုဘက်ဒီဘက်ဟောဒီပွဲစားကြီးနဲ့ပွဲကတော်ကြီးရဲ့မျက်နှာတွေဆိုလို့ရှိရင်အများကြီးပဲအဲ့ဒါကြောင့်သမီးဘဝပြည့်စုံဖို့ဂုံတင့်တယ်ဖို့သူတို့နေရာမှာမိဘနှစ်ပါးရဲ့နေရာမှာသူတို့ကိုထည့်ခွင့်ပေးပါအဲ့တော့ပြိဿကြီးရေအမေကလည်းပီတိမျက်ရည်တွေနဲ့ငါသမီးလေးအဆင်ပြေမယ်ဆိုရင်ထည့်အဖေကလည်းပဲခွင့်ပြုတယ်ကဲပြိဿကြီးရေတာမန်ပုဂ္ဂိုလ်တွေခွင့်မပြုနိုင်တဲ့အနေအထားမျိုးမိဘနှစ်ပါးခွင့်မပြုနိုင်ဘူးလားကဲဘေးကနေကြည့်ကြည့်စမ်းကိုမွေးထားတဲ့သားသမီးမင်္ဂလာဆောင်တဲ့ချိန်ကျမှဒီစာရွက်ပေါ်တော်မှာအမေနာမယ်အဖေနာမယ်မထက်နိုင်ဘူးဆိုတော့ဟိုးဘေးကလာကြည့်ရင်စိတ်ထဲရှိတဲ့အတိုင်းပဲပြောမယ်ပါရိုက်စရာကောင်းမဟုတ်ဘူးလားမလေးတို့ကပါရိုက်ချင်နေတာသူ့အမေကမရိုက်ဘူးသူ့အဖေကမရိုက်ဘူးကျင်တတ်တယ်ငါသမီးအစဉ်ပြေရင်ပြီးရောကဲသူများမပေးနိုင်တဲ့မေတ္တာမပေးနိုင်ဘူးလားသူများတွေမထားနိုင်တဲ့မေတ္တာမျိုးသူ့အမေဖေကမထားနိုင်ဘူးလားဒါကြောင့်လူသားမိဘဆိုတော်ညာနဲ့ပြိဿကြီးဗြဟ္မာနဲ့တူတယ်လို့ပမာပုံခိုင်းနှိုင်းကြတာမိဘနှစ်ပါးပဲရှိတယ်ဒါကြောင့်ပြိဿကြီးအမေကိုရှော့မတွက်နဲ့အဖေကိုရှော့မတွက်နဲ့မလေးမစားမလုံးနဲ့အပြစ်ကြီးတယ်မလေးမစားလို့ရင်အပြစ်ကြီးတယ်တန်ဖိုးထားတာရဲ့လည်းအကျိုးများတယ်သက်ရှိဖယားပူဇော်ရတယ်လို့ပဲဗျာဒါကြောင့်ကိုယ့်အတွက်အမေရှိနေရင်အဖေရှိနေရင်ပြိဿကြီးရေရခြေစရာဌာနကြီးတစ်ခုပဲကုသိုလ်တွေအများကြီးရတဲ့ဌာနကြီးတစ်ခုပဲကိုယ့်ပေါ်မှာတုံ့ပြန်မေတ္တာတရားတွေရနိုင်တဲ့ဌာနကြီးတစ်ခုပဲမှန်ရလားပြိဿကြီးအမေကွယ်ပြောက်သွားရင်အမေနဲ့ပတ်သက်တဲ့ကုသိုလ်ရပါဦးမလားအဖေကွယ်ပြောင်းသွားပြီဆိုရင်ပြိဿရဲ့အဖေနဲ့ပတ်သက်တဲ့ကုသိုလ်ရပါဦးမလားမရနိုင်တော့ဘူးအဲ့ဒါကြောင့်ပြိဿရဲ့နောင်တဆိုတာနောင်မတပြီးတော့လွမ်းစောတတတရိယာလို့မနေပါနဲ့အမေကိုတန်ဖိုးထားပါအဖေကိုတန်ဖိုးထားပါအမေမရှိလျင်လားအဖေမရှိလျင်လားဆွေတီးစင်စေအောင်တော့အမြင်သာအသွင်ဆန်းပေးလိုက်နန်းတော်ကြီးအယုတ်အေးအမေရှိနေအောင်မယ်ဆိုရင်ပေါ့အဖေရှိနေအောင်မယ်ဆိုရင်ပေါ့စိတ်နေမရှိရင်နေပါစေတော့ရွှေတွေမရှိရင်နေပါစေတော့အစင်းမလာမွဲတော့သေးတော့လေတဲကုတ်ကလေးအေးရိပ်ငိမ်ပါခွဲမလွန်နိုင်ဘူးဆွဲညော့ခဲ့အမေနဲ့အေးခွဲမလွန်နိုင်ဘူးဆွဲညော့ခဲ့အဖေနဲ့အေးရိတ်တဲ့မြဲအလားတရားသာမီအိသာဘအိပရမမရှိစိတ်မစီလေမမိန်မီမေတ္တာတကူကြောင့်ယိုး၍မသွားပြိဿကြီးအမေမေတ္တာအဖေမေတ္တာယိုးတယ်လို့ရှိလားမရှိဘူးနော်ယခုပြိဿရဲ့တရားပလင်ပူဇော်ထားတာနောက်လည်းကြည့်ရအောင်ဒါကတော့အစ်စ်ဟိုကတော့အတုတွေဟမ်တရားပလင်ပူဇော်ထားတဲ့ဗန်းတွေသူအစင်းနဲ့သူအချင်းနဲ့သူရနံ့နဲ့သူအလားနဲ့သူတန်ဖိုးနဲ့သူမရှိဘူးဘယ်ပန်းဒီဘလို့မွေးဘယ်ပန်းဒီဘလောက်ပဲလှတာဘယ်ပန်းဒီဘလို့တန်ဖိုးရှိပါတယ်ပဲပြောပြိဿရဲ့2ရက်3ရက်4ရက်ညှိုး6ကျွေကြမြေခလို့သွားတာဓမ္မတာပါပဲမှန်ရလားအဲ့ဒါကြောင့်မို့လားမသိဘူးရှေ့ရဟာတွေကတော့ဗလာစတိတ်ပန်းနေမညှိုးအောင်လုပ်တာအဲ့တော့ပရိသတ်ရဲ့ပန်းမျိုးတရားပန်းကဘာတို့ရဲ့အလှဟာအချိန်တိုင်းညှိုးချောင်းကြွေကြမြေခသွားပေမဲ့လို့မိဘနှစ်ပါးရဲ့နှလုံးသားထဲမှာရှိနေတဲ့မေတ္တာဆိုတဲ့ပန်းကရုဏာဆိုတဲ့ပန်းမုရိဒာဆိုတဲ့ပန်းဥပေက္ခဆိုတဲ့ပန်းအဲ့ဒီပန်းတွေကတော့အမြဲတမ်းလူပြိုလန်းဆန်းလို့နေတော့ပါပဲမှန်ရလားဒ
ဒီကနေ့ကွယ်လွန်သွားကြတဲ့မိဘတွေပြန်လာလို့များရမယ်ဆိုရင်မေးကြည့်စမ်းပါသားတို့အပေါ်သမီးတို့အပေါ်ယနေ့ဒီချစ်တုံးမယ်လားလို့မေးကြည့်စမ်းပါသင်္ခါရယုံနံမှုပြိဿကြီးသုတ်တံမှာဆွန့်ရတော့လည်းပဲသားတွေကိုစိတ်မချသမီးတွေကိုစိတ်မချပြိဿကြီးအဲ့ဒီလိုနဲ့ဆွန့်ခွာသွားကြတဲ့မိဘတွေကြီးပါပဲဗျာမှန်ရလားပြိဿကြီးဒါကြောင့်အမေရှိတော့အမေရဲ့အပေါ်မှာတာဝန်ကျေပါစေအဖေရှိတော့အဖေရဲ့အပေါ်မှာဘာဖြစ်မလဲတာဝန်ကျေပါစေဒါကြောင့်လောကကြီးမှာပြိဿကြီးမိသားစုတစုမှာအဖေဟာမိသားစုတစုအတွက်အနန္တအရေးပိုင်းခြားကန့်သတ်မရှိတဲ့အရေးကိုပေးစွမ်းနိုင်တာအဖေပါဗျအမှန်ရဲ့လားဒါကြောင့်အဖေဆိုတာအိမ်ဦးနတ်လို့တင်စားပါတယ်အဖေမကျေနပ်ရင်ဘာမှလုပ်လို့မရပါဘူးမရတောင်မှပြိဿကြီးလင်းအရင်မစားရဘူးဆိုရင်အိမ်ဦးနတ်ဖြစ်တဲ့အဖေကိုအရင်ဥချပြီးမှကိုစားရမှာမှန်ရလားပြိဿကြီးဒါကြောင့်အဖေရဲ့ကျေးဇူးတရားတွေကိုလည်းပဲနားလည်ပေးကြစမ်းပါအဖေရဲ့အရှိတ်အာဝါဒကိုလည်းပဲနားလည်ပေးကြစမ်းပါဒီကနေ့အဖေတွေကိုမေးကြည့်စဉ်တယ်တကားကြီးတို့အစားလဲကျွေးမယ်တရားလဲပေးမယ်ရိတ်တာမှလာနေပါလားလို့ခေါ်ကြည့်တုတ်တောင်မလုပ်ဘူးဒါနဲ့ဦးစင်းကမေးကြည့်တယ်ဩအိမ်ကဒကမာကြီးတွေသားတွေသမီးတွေကခွင့်မလွတ်လို့နဲ့တူတယ်ဒကာကြီးတွေကြည်စမ်းမလုပ်ဘူးအိမ်ကဒကမာကြီးကလည်းပဲခွင့်မပြုဘူးသားတွေသမီးတွေကလည်းခွင့်မပြုဘူးနဲ့တူတယ်ဒါကကိုယ့်အထင်ဒါနဲ့ဆရာတကာဆိုတော့ယင်းဒီလို့မေးကြည့်တကာကြီးခင်ဗျာအိမ်မှာလည်းပဲစီဝါရေးလုံးမလုပ်တော့ဘူးအသက်ရွယ်လည်းကြီးပါပြီကို့အိမ်မှာလည်းဘာအလုံးမှမရှိတော့ပဲနဲ့ကဲအဲ့တော့ဗျာခင်ဗျာမိသားစုကခွင့်မပြုလို့လားကိုတရားကိုရှာကိုထုတ်ကိုပိုက်တန်တရာပါမယ်အလုပ်လုပ်ပါတော့လားဗျာဆိုပြီးတော့ဦးဇင်းတို့ပြောကြည့်တယ်အဲ့တော့သူကပြုံးပြီးနဲ့ဗျာဦးဇင်းကိုကြည့်တခါကြီးပြောနေတာတော့ရှိနေပါပြီကျုပ်ကြီးပြောနေရတာခင်ဗျားလည်းပြောဦးမှာပေါ့ဗျာရင်ထဲမှာရှိတဲ့အတိုင်းပြောစမ်းပါဆရာတကာဆိုတာတော်ပြီတဲ့ကိုတော်ကဓမ္မဂရိကဆိုတော့ရှောက်ပြောမှာမပြောတာပြောမြတ်ကျုပ်ဘယ်သူမှမပြောဘူးတယောက်တည်းတော့မပြောပြဘူးလူစုံမမိုင်းနဲ့တတ်ပြောအဲ့ဒီမှာတကားကြီးပြောလိုက်တဲ့စကားကမိသားစုပေါ်မှာပြိဿကြီးအကျဉ်းတန်မေတ္တာတွေဘလောက်ထိဖုံးနေတယ်ဆိုတာပြိဿကြီးဒါကိုသိစေခြင်းလို့ပါရှင်ဘုရားကမိသားစုကခွင့်မလွတ်လို့ထင်တာမိသားစုကခွင့်မလွတ်လို့ရှင်ဘုရားကထင်တာတပည့်တော်ပြောမယ်နော်တပည့်တော်ကိုကမသွားနိုင်တာဘုရားအိမ်ကခွင့်မလွတ်လို့မှတ်တာဘယ်ဟုတ်သူကိုယ်တိုင်းကိုကပြိဿကြီးသားလည်းမစွန့်နိုင်သေးဘူးသမီးလည်းမစွန့်နိုင်သေးဘူးဇနီးလည်းမစွန့်နိုင်သေးဘူးမိသားစုအပေါ်မှာပြိဿကြီးမေတ္တာတွေကရုဏာတွေမုဒိတာတွေဥပေက္ခတွေနဲ့တပည့်တော်ရှင်သန်တို့နေတော့ပါပဲဖရာအဲ့ဒါကြောင့်သူတို့ကသွားပါလို့ပြောပါတယ်တပည့်တော်ကိုကမသွားနိုင်တာပါဖရာရှင်ဘုရားကခေါ်တော်လဲမလာနိုင်သေးဘူးဖရာကဲဒါအဖေရဲ့ချစ်ချင်းမေတ္တာမို့လားယောက်ျားရံမဲ့ပြိဿကြီးရေတီတီတာတာမပြောတတ်လို့မပြောတာပဲရှိမယ်နော်ဖခင်ရဲ့နှလုံးသားကလည်းနူးညံ့ပါလေဗျာမှန်ရလားပြိဿကြီးဦးဇင်းတို့ကျေးဇူးရှင်ဖာကမဲတော်ကြီးပြိဿကြီးရေသက်ရှိတင်ရှားရှိတော့ကเจ้าမှာရောက်လာတဲ့အခါဦးဇင်းကတရားဟောကြွားအဲ့ဒါမင်းညတော့ကဆိုရင်ဒါဦးဇင်းတို့မုံရွာမှာဟောတယ်ပြန်လာတော့နိုင်ပြန်တစ်ချက်ခွဲပြီပေါ့တရားနေညကဆိုလို့ရှိရင်ပခုတ်ကူဆိုတော့ပိုးဝေးတယ်ပိုးဝေးတော့အကြောင်းရောက်တော့မနေ့3နာရီအဲ့တော့တခါကြီးရှိတော့မှပြိဿကြီးကျောင်းရှိမှာအဲ့ဒါထိုင်ဆောင်နေရှာတဲ့ရက်တောင်တစ်ဖြတ်နဲ့ခြင်ကြိုက်တာကိုအဲ့ဒါပြိဿကြီးဦးဇင်းတို့ပြန်လာတဲ့ထီတခါကြီးရဲ့အိပ်ပါတော့လားဗျာဒီမဲ့ညက်တဲ့နေပြီလာပြီဗျာတစ်ချက်တောင်ထိုးနေပြီဆိုတော့ပြိဿကြီးရဲ့သာသမီစိတ်ချမ်းသာအောင်ပြောတာတပည့်တော်အိပ်မပြောသေးလို့ပါဘယ်ဟုတ်မလဲဦးဇင်းကမိဘမေတ္တာတရားကိုတန်ဖိုးထားနော်ကိုယ်တိုင်ခံစားချက်နဲ့ဟောနေတာဆိုတော့သိလိုက်ပါပြီဩဖခင်ရဲ့မေတ္တာသာသမီပြန်မလာသေးတော့သူ့အိမ်ရာတဲ့ကိုခေါင်းချပြီးမအိမ်နိုင်ရှာသေးဘူးလို့သိလိုက်ပါရဲ့လေဒါကြောင့်ပြိဿကြီးယင်ထဲကနေလက်ဦးချီမိပါရဲ့အဲ့တော့ဒီလိုမေတ္တာမျိုးပြိဿကြီးဒီအဖေကွယ်ပြောက်သွားပြီဆိုတော့ကဲဦးဇင်းတို့ဒီကနေ့
ထိုင်ဆောင်တဲ့သူမရှိပါဘူးအမေကလည်းသူ့အိမ်သူနေတာဆိုတော့ဦးဇင်းပြန်ရောက်ပလားဖုန်းလေးပါလေးတော့ဆက်ပါလားအမေလည်းပဲကြောင်းနေရင်ဒီတိုင်းပါပဲအဲ့တော့ဒီအဖေရဲ့မေတ္တာမျိုးဒီအဖေကပဲပေးနိုင်တာဒီအဖေမရှိတော့ဒီအဖေလောက်မေတ္တာမျိုးကဲပရိသတ်ကြီးကိုယ့်ဘောမှာပေးမဲ့သူရှိသေးလားကိုလည်းဒီအဖေပေးတဲ့မေတ္တာမျိုးရပိုင်ခွင့်ရတာမျိုးရှိသေးလားအစားထိုးလို့ရမလားဒါဆိုရင်အဖေကိုချစ်ကြပါစေတန်ဖိုးထားတတ်ကြစမ်းပါအမေလည်းပဲဒီအတိုင်းပါပဲယခုဟောလာဖြည်းဖြည်းနဲ့ဆောင်းသွင်းတော့မယ်ဆောင်းသွင်းတော့မယ်ဆိုရင်ယခုအမေရှိသေးတယ်ဆိုတော့ဩအမေကတရားပွဲသွားတော့မယ်ဆိုရင်ကာနာပတ်ချလဲပြီးတော့ဦးစင်ဟိုရင်တွေဓာတ်ဘူးလေးပြတော့ဆောင်းသွားအောင်နော်ခြုံတယ်လေးပါရဲ့လားသင်္ကန်းထူထူလေးအပေါ်ယူသွားမာနေတာမာနေဒီနေ့ညပဲအထိဟောရမှာတော့ပြင်ပန်းလိုက်တာအမေနိုင်ငံတော်သာသနာရေးပေမှုပြေမလွတ်ပါသာသနာရေးမှုအမေရဲ့ပြေမလွတ်ပါဘူးပင့်ရှောင်ထားတယ်ဆိုပြန်တော့လည်းပဲနေပူပူမိုးရွာကြွရမှာပဲအဲ့တော့ဘေးကတော့ပြိတ္တကြီးထင်ကြတာကတော့အမေလို့မဟုတ်ဘူးဘေးကထင်တာကဘလို့ထင်တယ်လဲမလေးဒီကိုတော့ဘုံကြီးလိုက်တာတရားဝဲတွေပေါ်လိုက်တာဝတ္ထုငွေတွေရလိုက်တာသူတို့မြင်တဲ့သူတို့ပေါ့သူတကာတွေကချမ်းသာတယ်လို့ထင်မြင်ကြပြီသူတကာတွေကချမ်းသာတယ်လို့ထင်မြင်ကြပါသည်တချို့ကအဲ့ဒီလိုထင်မြင်ကြတယ်အမေကတော့ပြင်ပန်းလိုက်တာကသားရဲ့အမေချက်ကြွေးပါမယ်ဆွန်းလေးတလုံးအေးစီစီလေးဖုံးပေးပါအခုတော့ညလည်းပဲသူများအိတ်တဲ့ချိန်ပဲအေးရဆွန်းလေးလည်းပဲပြိတ္တကြီးရေကောင်းမှမစားရအဲ့တော့ပြိတ္တကြီးနေ့လည်းပဲဧည့်သည်တွေဟုတ်လားယခုဆိုရင်ဖုံးပြောရတာတွေနားတွေကိုကြိုက်နေပြီမပြောလို့ကလည်းမဖြစ်ပြန်အခုဆိုရင်ပြိတ္တကြီးတယ်လီနောတွေကပေါ်လာတဲ့အခါကျတော့ပို့ပြီးတော့ဆိုးလာပြီဖုံးလာတယ်ဩမကြိုက်လို့လည်းမဖြစ်ဘူးဖုံးဆိုတာကိုယ့်ရဲ့ကြီးတဲ့စရောကြီးကများဆက်သလားဆရာတော်တွေကများဆက်သလားအရေးကြီးတဲ့ပုဂ္ဂိုလ်တွေကများဆက်သလားဒီလိုရှိသေးတာဟုတ်ဗျာနော်ဖုန်းနံပါတ်ကလည်းသေချာရိုက်ထည့်ထားရင်တော့မှတ်မိတာပေါ့အကုန်လုံးကြီးတော့လည်းဘယ်မှတ်မိနိုင်မလဲအဲ့တော့ဖုန်းဆက်တော့အလိုပြောပါဆိုတော့ဖုန်းတပည့်တော့မသိဘူးလားဟောဗျာအများနဲ့တနိုင်ငံလုံးနဲ့ဘယ်နှလုံးမသိဘူးလို့ပြောရင်လည်းရိုင်းရကြမယ်ဟေးကွယ်ဖုန်းနဲ့ဆိုတော့တမျိုးလည်းမတင်ပါနဲ့သိကံမှာဖွင့်လို့ပါမမှတ်မိဘူးနည်းနည်းပါးပါးလေးတော့အစပေါ်ပြောအောင်ပါပေါ့ဆိုတော့ဖုန်းကလည်းတပည့်တော်မသိဘူးလားဟောဗျာဒုက္ခပဲကိုကတောင်းပန်သူကိုကအားရမဟုတ်ဘူးခေါင်းကိုကိုက်ပြီးစိတ်ကိုညစ်နေပြီမလေးပြိတ္တကြီးစိတ်တို့လို့ဖုံးချလိုက်ပြန်လဲတမျိုးဖြစ်ပဲစိတ်တို့တဲ့အတန်ထွက်ပြန်ရင်လဲတမျိုးထင်အောင်ပဲဟောဘုန်းကြီးဒုက္ခမလွယ်ပါလားနာမည်ကြီးလေပိုးမလွယ်လေပဲအဲ့တော့ပြိတ္တကြီးကဲပါပြောပါဦးစင်မအားလို့ပါအခုလည်းပဲကားမောင်းသွားရင်ဟိုကားပေါ်မှာမို့ပါဆွမ်းစားသွားနေလို့ပါမကြခင်အခမ်းအနားစတော့မှာမို့ပါအဲ့တော့ပြောပါဆိုတဲ့အခါကျတော့ဟောတပည့်တော်ဘယ်သူပါတဲ့အေးကဲလိုရင်းတာပြောပြီးတော့ကိစ္စဘာကိစ္စတော့ဘာကိစ္စတော့ဘာရင်လို့အကြောင်းမရှိပါဘူးတပည့်တော်ဖုံးလေးဝယ်ပြီးလို့စမ်းကြည့်မလေးဗျာအာရပြိတ္တကြီးဒါနဲ့ပြိတ္တကြီးကိုယ်စိတ်ထဲမှာတော့ပြောချင်တာပေါ့လေဆိုချင်တာပေါ့နော်ဒါပေမဲ့မပြောတော့ပါဘူးကိုယ်စိတ်ကိုလျှော့ချပြီးတော့ဒါနဲ့မင်းဘယ်နာဆက်တာတော့လို့မေးကြည့်တပည့်တော့နွားကြောင်းရင်းဆက်အရင်မပါတာဘူးနော်ဒီဘုန်းကြီးမှလာဆက်နောက်ဒါနဲ့ပြိတ္တကြီးအဲ့ဒီဘုန်းနံပါတ်မျိုးနည်းနည်းမှတ်မိသလောက်မှတ်ထားရတယ်အဲ့ဒီလိုဘုန်းနံပါတ်မျိုးဆိုလို့ချင်းအနာရှိတဲ့ကိုရင်တွေ့ဦးစင်းတွေ့ရော့ကိုင်းနိုင်စံကိုယ့်အကိုပြောချင်ရတာပြောလိုက်တော့ကဲအဲ့တော့ပြိတ္တပေါင်းသူတော်ကောင်းဟုတ်လားဘဝမှာပြိတ္တကြီးအရေးကြီးတာတွေလည်းရှိတယ်အရေးမကြီးတာတွေလည်းရှိတယ်သို့တော်လည်းပဲသာသနာဝန်တန်းဆိုတဲ့နေရာမှာပြိတ္တကြီးအမေကချက်ကျွေးတဲ့ဆွမ်းတလုံးစားစရာရှိတာပဲဆိုပြီးတော့နေလို့မရပါရရလားပြိတ္တကြီးစိတ်ထဲမှာတန်ဝေယူလို့ကံမွေဟူဤအဖြစ်ကိုကွယ်နှစ်လို့ခံရတန်ဝေကယူပြီးစဉ်းစားလိုက်တော့ကံတရားပေးတဲ့အမွေပဲဗျာဘာပေးတဲ့အမွေလဲ
သာသနာပြုဖို့ပြိဿကြီးကံတရားကနေပြီးတော့ပေးလိုက်ပြန်ပြီကံတရားပေးတဲ့အမွေအဲ့ဒီအမွေကိုပြိဿကြီးနှစ်ပြီးတော့ခံရတာအဲ့တော့သူတကာတွေကချမ်းသာတယ်လို့ထင်ကြပါသည်သူတကာတွေကချမ်းသာတယ်လို့ထင်မြင်ကြသူတကယ်ဟောဒီကိုရောမဖြင့်မအေးရမစားရနဲ့ပြိဿကြီးမျက်လုံးမှာခြိုက်ပြီးဖတ်ကိုမောမမောဘူးလားဘုံကြီးတဲ့ဆရောတိုင်းတကိုးကြီးတဲ့ဆရောတိုင်းနာမည်ကြီးတဲ့ဆရောတိုင်းဒီတိုင်းပဲဒါကြောင့်ပြိဿကြီးလာတိုင်းမတွေ့ရတာတို့တမျိုးမထင်တဲ့ကြာရင်ပြိဿကြီးပက်လက်လန်းလဲတော့မယ်အခုလဲပြိဿကြီးမင်းညကတစ်ချက်နှစ်ချက်မှရောက်တယ်နေ့ကြတော့လည်းမအေးရဘူးအလုံးလုံးရတာလည်းမပြောနဲ့တော့တဲ့ပြိဿရဲ့ခုလဲဟောရပြန်ပြီမျက်လုံးတွေများစလို့တရားဝါတွေကလည်းဆက်နေတယ်မနဲ့အာယုံဆုံးကြွပါအောင်ဆိုတာမပိတ်ရင်စိတ်ဆိုးမှကြောက်လို့မျက်လုံးဆက်ဆက်နဲ့ထသွားရတာကရှိသေးတယ်ဟောအဲ့ဒီပွဲမှာတော့ပြောလို့ပဲကောင်းတယ်ပလင်ပေါ်မှာအခုနေတော့ခံစားချက်လေးတွေအကုန်ပြောလို့ရတာပါတကြောများပြိဿကြီးရေပင့်လို့မရရင်စိတ်ဆိုးသေးတယ်မလေးဘဲပေးရင်ဆရာကဟောလိုက်တယ်မသိပါဘူးရှင်ဘုရားအနေကစားတင်တပည့်တော်တို့အိမ်ကိုမနဲ့အာယုံစွန်းကြွပါအေးဘယ်ချိန်ကြွရမှာလဲမလေးတပည့်တော်တို့အခါပေးတဲ့ပုဂ္ဂိုလ်ကကြီးမနိုးခင်တင်ရမယ်တဲ့ဖယားဒုက္ခပါပဲကွာဒီကြီးရပဲချိန်တော့မှမသိဘူးကြီးမနိုးခင်ဆိုတော့မောမလင်းခင်ပေါ့ဒါဆိုရင်ဦးဇင်းကပြောလိုက်တယ်အဲ့ဒီကြီးဗာမီတွန်တိုက်ထားလိုက်ဩကျုပ်ကညတရားပွဲကအဝေးဟိုက်ဝေးကနေပြန်လာရမှာကဲပြိဿကြီးအခုလိုချင်တာကိုဖြစ်ချင်တာပဲသိနော်အဲ့ဒီမှာတချို့ထေကြီးဝါကြီးစတော်ကြီးတွေပါပင်းခဲ့ပါဆိုလို့သက်တော်80စတော်ကြီးတွေပါတွဲခေါ်ရဩဆရာတော်ကြီးတွေလည်းမေတ္တာကြီးမှတော့ပြိဿရဲ့ကိုเจ้าမို့ဆံပြုတ်ကလေးတောင်းနေရတာပဲလေသို့တော်တရားဓမ္မချင်းမြောက်တဲ့အနေနဲ့လှုပ်နဲ့ပြိဿကြီးရေဟုတ်လားနီးစပ်တဲ့တန်ဃာကတွဲခေါ်ပြီးတော့ဒီလိုကြွတော်မူကြရတယ်အဲ့ဒါဘယ်ချိန်တုန်းဆိုတော့ပြိဿရေပြားဆိုလားပြီးကြော်ကြီးမိုးမလင်းခင်၄နာရီလောက်ကထမျက်နှာတက်ရတယ်ဘယ်နဲ့ဗျာစောင်းကြုံနဲ့ကိုယ်ကောင်းမဲ့အချိန်တရားဓမ္မတွေတန်ခါချမ်းသာစေခြင်းလို့ရှိရင်ယင်းဒီလို့ပြောတာနော်ချမ်းသာအောင်လုပ်ကြဘယ်ချိန်လုပ်လို့ကုသိုလ်ဟာကုသိုလ်ပဲနော်အေးအဲ့ဒီမှာအစိုးကြီးဗျာစတော်ကြီးတွေလည်းကြွရဦးဇင်းတို့လည်းမျက်လုံးတွေစားလို့နော်အဲ့ဒီလိုမျိုးကြွရတယ်အလုံးသိခံရတာပေါ့ဗျာဒီနေရာမှာပြိဿကြီးရေဟုတ်လားလိုချင်မှုတွေရချင်မှုတွေနဲ့ဒီလိုမဟုတ်ပါဘူးမှန်တဲ့သစ္စာဆိုရဲပါပဲတချို့နားမလဲဘာမလဲဘာပြောတယ်ကိုတော်တို့ကလည်းလောဘကြီးတယ်တပွဲလည်းအားမရဘူးနှစ်ပွဲလည်းအားမရဘူးဟာအဲ့ဒါလိုပြောတဲ့လူများရှိလို့ချင်းဟိုးမင်းနဲ့ငါနဲ့လဲပြချင်တယ်ကွာကိုပြောတဘောပြောတာလားမလေးဒီပွဲမှာခံစားချက်တွေအကုန်ပွင့်ထွက်ကုန်ပြီဟောတဘောပြောတာအလုံးကုသိုလ်ဖြစ်ဖို့အလုံးတို့အတွက်ယရနာတာအားလုံးအတွက်ယရနာထိုက်တဲ့သားဖြစ်အောင်သာသနာရေးတာဝန်ကိုထမ်းဆောင်ရတယ်မို့လားအေးအဲ့ဒီလိုမြင်ပါဗျာနော်အေးအဲ့ဒီမှာပြိဿကြီးအစောကြီးပင်တဲ့လူတွေကဟုတ်လားအစောကြီးပင်တဲ့အခါကျတော့ပြိဿကြီးဘေးအိမ်ကြီးညာချင်းကလည်းပဲမကောင်းတတ်လို့လားအစောကြီးအိမ်ကြီးချင်းမလို့ဖိတ်ထားတော့ထလာတာအဲ့ဒီတကာကြီးကြည့်လိုက်ပြန်တော့လေသွားရင်လာရင်မျက်နှာတုပ်လာတာသူလည်းကတော့လို့နေပါပဲအိမ်ကြီးညာချင်းမကဲနိုင်လို့လားနော်ဒါနဲ့သူကလည်းအဲ့ဒါသွားရင်လာရင်မျက်နှာတုပ်လာပြီးတော့အိမ်ပေါ်ရောက်တော့ဟိုရင်းနေတဲ့မိတ်ဆွေတွေဆိုတော့မင်းတို့ကလည်းဘာစောတော့လားဘုန်းကြီးတွေလည်းဒုက္ခရောက်ငါလည်းပဲအခုမှမျက်နှာတက်တယ်အဲ့ကြတော့အလူရှင်တကားကဘာပြန်ပြောလဲဆိုဘုရားမိုးလင်းသွားရင်တဲ့ဘုန်းကြီးတွေနဲ့လူတွေနဲ့ရောကုန်ပါလေအဲ့တော့စောစောစီးစီးဘုန်းကြီးတွေစောကြီးပြီးသွားတော့လေအေးလာကြည်အောင်ပြိဿကြီးမိုးလင်းရင်သူဖိတ်ထားတဲ့လူတွေနဲ့ရောကုန်ပါဆိုလို့တဲ့ဘုန်းကြီးတွေတော့အေးချင်းအေးငိုက်ချင်ငိုက်နော်ဘလို့နေနေတန်ဖိုးထားပုံကြီးကကွာနေတယ်ဒါလေးတွေလည်းပြိဿကြီးဂယုမဆိုင်တင်ဘူးလားစိုက်တဲ့နဲ့အဲ့ဒါကြောင့်သာသနာရေးပေမို့ပြိဿကြီးရေပြေးပြီးတော့မလွတ်ပါလွတ်ရလားဩဦးဇင်းဘောမှာသာသမီအရင်ကဲ့သို့မေတ္တာရှိတဲ့ယဟန်ဒကမာကြီးတွေလည်းတချို့ရှိကြပါရဲ့ကြောင်းရောက်လာတဲ့အချိန်မှာ
Mama ya Breda, the Mianilaga Tenabe, the Rinjo Labini, Moriga, Yoa, Edinega, Newega, Kudoroga, Bent Hare, Moriga, Domaje, Yoalaida, Mabiovanero, Uzinga, Dengani Lebi or Denga Yono, Tagamaiga, Ladmiro, Dayon Zero, Chimpia Bejam, Tagamai, the Awa Metalo, Doyale, me. The low Muri Joanna Gro, Wamani, Piaro Benelo. Tu are the Milo, Tagamai, Edino, Dolo, Mabibu, Mo Yoa, Nebu, Hobaga, Piaquet, Lura, Jaumaja, Judoga, Doyama, Ojama, Mapibu, Soma, Pian Legama, Erojama, Magaundo, Gomatana, and all the Medaya can be Malava and Yamabo, Erodwan and Mero, the Gumai, Doyama, Suro, Edima, the Gumai, counting, oh, Shempiadu, Sayade. Swandalo, Maloevala, the Vido Maga, the Vido say that she did Miora. Eddie Lulio, Loli, Chibi, Joabaya, Kojama, Egola, you say, Mubabaya, Ebreda, Loyela, Swandalo, Loyela. Eh, Dali, Breda, Yeti, Beva, Eddie Breda, away the nega, Piana, the Gombe, Balaupe, Giorgio, Amiga, let time sound evade, a pega, let time sound evade, Eddie Midamo, Meshima Yame, a Peshima Yame, Tigini, a Pemeshiro, Usuro, Breda, a Pepe, the Medamo Ya Omala, Ananda, Yeji, Guebia, Vivia. Raja do Bredamia, Pagin Suraga, Breda, Song by Jamashide, a Yedego, Biswan Nine, Yejiva, Raja Pigule, Lizaba, Mianova, Dambo Taja Zamba, Chitaja Zamba, Mayana Breda Ji. Apia neighbor call him Malina de Babubia. Taya Taiko call him Malina de Babu, Jada call him Malina de Babu. Eh, Sozaga, no Malina, a Piha. Oh, the guy, come here. Ubama live your yard. Hori, Mew, Hori, Yama. Should twat the twin sheet, ya. Era come here, ya on boa. They jump up to Amakane. Eriniama, should twat day. Yena twat day. Chowdamia twat day. Erinia, come here, ya on boa. The cake of the Jabale Yame, ya, by Gwele, she. Do you lole yare era kamya twa so lo shin kuတရားဝဲပြီးအောင်လောင်ဆောင်ပါမဟုတ်ဘူးတရားဝဲပြီးအောင်မဆောင်ဘူးဒကာကြီးတွေရှင်ပြဘယ်နာမလဲကိုတော့လေးရှင်းမနေနဲ့ညံပြန်ပြောသွားမယ်ဒီလိုပြောမယ်ဒကာကြီးတွေဒီပဲခင်ဗျာလမ်းကကြမ်းတမ်းတယ်နော်စဉ်းဆောင်ကြမ်းတမ်းမှဒီကိုတော့သေချာပေါက်တာရာစမ်းပါခင်ဗျာခက်ခဲတယ်နော်လမ်းကဘလောက်ခက်ခဲသွားမယ်မတော်ခမအသက်အန္တရာယ်ရှိပါစေအဲ့တော့အိမ်မှာကြံရတဲ့ဇနီးမယားသမီးသားတို့အတွက်တထေးဖြစ်ဖို့အရေးကြီးတယ်ဆိုပြီးသွားကြမယ်ဖခင်နေပါပဲဗျာမှန်ရလားဒါကြောင့်အဖေဟာနိဗ္ဗာန်ခေါ်ရင်ပြိဿရေမလိုက်နိုင်သေးပါဘူးဇနီးမယားသမီးသားတို့အတွက်စီးပွားရှာဖို့အန္တရာယ်များတဲ့တော်ကြီးမောင်မဲတဲ့ခေါ်ရင်တော့စီးပွားတာဖြစ်မယ်ဆိုရင်ပြိဿရေလိုက်ကြမယ်တကားကြီးတွေပါပဲမှန်ရလားဒါကြောင့်ပြိဿရေအဖေမေတ္တာကလည်းမကြည်မာဘူးလားဒါကြောင့်ဆိုလိုက်မြေရုရေရုလေရုဗမာမိဘနှစ်ပါးလှုပ်ကြွေရရှာယဟန်ဖြစ်စေလူဖြစ်စေကွယ်မိဘနှစ်ပါးလှုပ်ကြွေသင့်ပါတယ်မြေရုရေရုလေရုဗမာမိဘနှစ်ပါးလှုပ်ကြွေရရှာယဟန်ဖြစ်စေလူဖြစ်စေကွယ်မိဘနှစ်ပါးလှုပ်ကြွေးသင့်ပါတယ်ပရိသတ်ရေမလှုပ်ကြွေးသင့်ဘူးလားဒါကြောင့်အမေကျေးဇူးများသလိုအဖေလည်းကျေးဇူးများပါတယ်ဗိမိသာရမင်းကြီးတွေမဟုတ်ပါဘူးစံပြအနေနဲ့ကြည့်မယ်ဆိုရင်အလုံးသိတဲ့ဘုရားရဲ့အကြောင်းတရားကဇေတဝန်အကြောင်းကြီးတရားကအနာရဘိန်တထေပရိသတ်ကြီးကြားဘူးတယ်မဟုတ်လားကြားဘူးရင်မဟောတော့ဘူးနည်းနည်းတော့ပြောအဲ့တော့အနာရဘိန်ကျောင်းတကာကြီးမှာပရိသတ်ကြီးသူကသောတာပန်
အဲ့ဒီမှာပရိသတ်ကြီးသူ့မှာသားသမီးတွေရှိတယ်ပေါ့အဲ့ဒီတည်းကသားလေးတစ်ယောက်ကမောင်ကာလာတဲ့သားလေးတစ်ယောက်ကဘယ်သူလဲလို့အေးမောင်ကာလာဆိုတဲ့သားလေးကလူငယ်ဘာသာဘာဝပြီးပြီဖယားကြောင့်လည်းမရောက်ဘူးတရားလည်းမနာဘူးအဖေကဖယားကြောင့်ဒါယကသောတာပန်ပုဂ္ဂိုလ်ကြီးဒါပေမဲ့ပရိသတ်ကြီးရဲ့သူသားကတော့ဟုတ်လားလူငယ်ဘာသာဘာဝအရာဒီလိုပဲပေါ့ပေါ့တန်တန်နေတယ်တဲ့အဲ့တော့သားလေးကိုကြည့်ပြီးအဖေကစိတ်မကောင်းဖယားနဲ့နီးစပ်အောင်တရားနဲ့နီးစပ်အောင်သံဃာနဲ့နီးစပ်အောင်ကုသိုလ်တရားတွေနဲ့ပရိသတ်ရဲ့နီးစပ်အောင်ငါဘယ်လိုလုပ်ရပါမလဲဆိုပြီးတော့ပရိသတ်ရဲ့အဖေမေတ္တာကသူ့ဘောရောက်နေလိုက်တာအဲ့တော့လောကမှာတဲ့သူစဉ်းစားတယ်ငွေမမက်တဲ့သူဘယ်သူမှမရှိဘူးလောကမှာငွေမမက်တဲ့သူတပရိသတ်ကြီးအားလုံးငွေနောက်ကိုလိုက်နေကြတာပဲမဟုတ်လားတပည့်တော်တို့မပါပါဘူးဘာညာဒါပါတော့ဘုံမပါပြီးတာပါပဲများသောအားဖြင့်ပြောတာပါအဲ့တော့ငွေဆိုတာမမက်တဲ့သူမရှိဘူးပေါ့နော်ဒါဖခင်ကြီးရဲ့အတွေးလေးတစ်ချက်ကိုပြောမလို့အဲ့တော့ငါသားလည်းပတ်စံလိုချင်ပါပဲအဲ့တော့ငါသားလည်းပတ်စံလိုချင်ပါပဲအဲ့တော့ငါဘာလို့ရင်ကောင်းမလဲသူ့ကိုငါဒီတိုင်းမပေးဘူးငါသားလာအောင်မင်းကိုအဖေရလေအတပြားတရားပေးမင်းဖះကြောင့်ကိုသွားဥပုသ်ဆောင်အောင်တရားနာရခင်ဗျာတကယ်ပြောတာလားတကယ်ပြောတာပေါ့ကွာအဲ့တော့ပရိသတ်ကြီးတူအောင်ပြောကြစို့ပတ်စံတရားလိုချင်တာနဲ့ဖះကြောင့်သွားတယ်ဒါပေမဲ့ဥပုသ်တော်မဆောင်ပါဘူးကြုံရကြောင့်ထိုးအိပ်ပြန်လာတာပဲအခုလည်းပရိသတ်ကြီးရှင်နေမင်းတရားဝဲသွားတယ်ကြောင့်ထိုးအိပ်ပြီးတော့ပြန်လာတယ်တော့မဖြစ်စေနဲ့တော့ပါသေးတယ်ဟိုလမ်းမပေါ်ကျင်းပါတာဆိုတော့ဓမ္မယုံနဲ့လို့နန်းရံပြီးတိုင်လေးကွယ်နန်းရံလေးပြီးပြီးအိပ်เสียမရှိတော့အဆင်ပြေတယ်နောက်ဒီလိုနေရာမျိုးလုပ်ကြအဲ့တော့ပရိသတ်ကြီးဘုရားကြောင့်သွားဥပုသ်ဆောင်တရားနာသွားပတ်စံတရားပေးမယ်ဆိုတော့ပတ်စံလူချင်းလို့ပဲသွားတာပရိသတ်ကြီးတရားလည်းမနာခဲ့ဘူးဥပုသ်လည်းမဆောင်ခဲ့ဘူးအဲ့ဒါနဲ့ပြန်လာပေးပတ်စံတရားပေးလိုက်ပြီအခြေအနေကြည့်ကြည့်တယ်တရားနာခဲ့ရင်ဘယ်ဒီလိုနေမလဲအသွင်လည်းမပြောင်းအမြင်လည်းမပြောင်းပုံစံလည်းမပြောင်းဘာမှမပြောင်းအဲ့ဒါနဲ့ပရိသတ်ကြီးနောက်တရက်ဆက်သွားပြန်လာပတ်စံတရားပေးဘာမှအချိုးမပြောင်းအဲ့တော့ငါတဆင့်တဲ့အိုးမှဖြစ်မယ်အဲ့တော့ငါသားမင်းဖះเจ้าကိုသွားတရားနာဘာတရားဟောလိုက်တယ်ဆိုတာကိုမင်းငါ့ကိုအကုန်လုံးလုံးစိပတ်စီပြန်ပြောနိုင်ရင်လေငါမင်းကို1000ပေးမယ်အဲ့တော့ငါ1000ကလည်းသိန်း1000လောက်ဖြစ်ရင်ဖြစ်မှာဟုတ်ဗျာနော်ဟာအဖေအဲ့လောက်ကြီးခမရတကယ်ပြောတာလားသူအံ့ဩတော့တကယ်ပြောတာဒါပေမဲ့မင်းဘက်ကတရားကိုလေလုံးစိပတ်စီတလုံးမကြံမင်းငါ့ကိုပြန်ပြောနိုင်ရအဲ့တော့မင်းစိန်လိုက်အဲ့ဒါနဲ့ပရိသတ်ကြီးတရားနာသွားပိုက်ဆံ1000လိုချင်တာနဲ့ပဲပရိသတ်ကြီးအဲ့ဒီမှာဘုရားဟောတဲ့တရားကိုပရိသတ်ကြီးတတိလည်းမလို့ပဲနာရပြီဘုရားကလည်းပဲမောင်ကာလကျွတ်တန်းဝင်တော့မယ်ဆိုတာသိပြီသိလို့မလို့အဲ့ဒီမောင်ကာလနာတဲ့တရားပွဲမှာဘုရားကလည်းတရားကတော်တော်နဲ့ကိုမပြီးနိုင်ဘူးအကုန်လုံးလက်ပတ်ပြီးတော့ဟောနေတာကိုအကြာကြီးပဲတဲ့ဒါနရောသီလရောဘာဝနာရောနော်ပရိသတ်ကြီးစုံအောင်ဒါနကထာသီလကထာတက္ကကထာကာမနံအာရိနဝကထာနိဂမေအာနိတန္တာကထာသတုသစ္စာကထာကထာ6ပါးပရိသတ်ရေစုံအောင်ဟောတယ်တဲ့အဲ့ဒီကထာ6ပါးဆိုတာပရိသတ်နဲ့စုံအောင်ပါပါသုတ်တန်တခုဝတ္ထုတခုနဲ့ဦးဇင်းတို့ဒါဒေသနာအစဉ်ဆိုတာဒီလိုရှိပါတယ်လို့ဒါဟောပြပါဦးမယ်နော်အဲ့ဒီလိုပရိသတ်ရေကထာ6ပါးဆုံးအောင်ဘုရားမြတ်စွာကဟောတော်မူလိုက်တယ်အဲ့ဒီမှာပရိသတ်ကြီးပတ်စံ1000လိုခြင်းနဲ့မောင်ကာလလုံးစီပတ်စီနာရပါပြီတတိလက်မလွတ်တန်းနာရပါပြီရည်ရွယ်ချက်ကတော့ပရိသတ်ကြီးတရားရဖို့လားပတ်စံရဖို့လားတရားရဖို့လားပတ်စံရဖို့လားအေးပတ်စံရဖို့အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ် तू ကလုံးစိပတ်စိနာမှပတ်စံကရမှာဆိုတော့တရားတော်နာပြစ်သွားပြီဟောနာရင်ပြိတ္တကြီးတကယ်တရားတွေကို तू စိတ်ရောက်သွားတာတကယ်တရားတွေကိုစိတ်ရောက်သွားပြီလေဆိုရောပြိတ္တကြီးအဲ့ဒီမှာလိုချင်တဲ့လောဘတဏှာဟာဒုက္ခကိုဖြစ်စေတယ်အဲ့ဒီလောဘတဏှာကဘလောက်ဖြစ်မပြည့်ဘူးဆိုတဲ့အတိတ်တွေသိသွားပြီသိသွားပြီအဲ့ဒီလိုသိသွားပြီလဲဆိုတော့သူ့ရဲ့ဉာဏ်စင်တွေကပြိတ္တကြီးအထွတ်ထိပ်ရောက်လို့သူလည်းသောတာပန်ဖြစ်တာပဲအဲ့တော့သောတာပန်ဖြစ်ပြီလဲဆိုရောပတ်စံ1000လိုချင်လို့လာပြီးတရားနာတာလူသိသွားရင်ရှက်เสียကောင်းလိုက်တာတဲ့စိတ်ကပြောင်းသွားပြီ
အခုလည်းဒီတရားပွဲကပြန်စိတ်ပြောင်းညာအမေပေါ်ချစ်တတ်ပါစေအဖေပေါ်ချစ်တတ်ပါစေစိတ်ပြောင်းညာနော်အေးပြောင်းညာဒါမှဟောတယ်မဲ့ချွေးတီကြောင့်ဟောတဲ့ဘုန်းကြီးဟောရကြနတ်မယ်နော်ဒါကြောင့်တို့ပရိသတ်များဒီမှာသောတာပန်ဖြစ်ပြီလေဆိုရောသူပိဿံလိုခြင်းလို့တရားနာလာတယ်ဆိုတာကိုလူသိမှရှက်နေပြီတဲ့အမလေးတို့အိမ်မှာနေစဉ်ဖရာမူတာလို့တန်ဃာတော်တွေ2000လောက်ကြွားတာနာရမေတတိကြီးရဲ့အိမ်မှာနေစဉ်ဆွန့်ကတ်တာတန်ဃာ2000နဲ့နော်အဲ့ဒီမှာတန်ဃာတွေကြွလာဖရာကြွလာအဲ့ဒီတန်ဃာတွေရှေ့များအဖေကနေပြီးတော့ငါသားမင်းတရားနာပြန်လာတာအဖေပတ်စံ1000မပေးရသေးဘူးလာသန်းရော့မင်းပတ်စံ1000ပေးမယ်အဖေကိုတရားတွေပြောပြစမ်းလို့များအဖေကများလေမတော်အဲ့ဒီလိုများခေါ်ပေးလိုက်ရင်တော့အိုးဖရာနဲ့တန်ဃာတွေရှေ့ရှက်စရာကြီးရှက်တတ်သွားပြီကြောက်တတ်သွားပြီပတ်စံလိုခြင်းလို့တရားနာတယ်ဆိုတာသိသွားမှာကိုသူစိုးရိမ်နေပြီအဲ့တော့အသွင်လည်းပြောင်းသွားပြီအမြင်လည်းပြောင်းသွားပြီအရှက်ကြောက်တွေရှိလာပြီကိုယ်အမူအရာတွေနှုတ်အမူအရာတွေနူညံ့သိမ်မွေ့ရင်ကျေးသွားပြီဥထုဇဉ်မဟုတ်တော့ဘူးသောတာပန်ဒိဋ္ဌိနဲ့ဝိသိကိစ္စကွာပြီအဲ့တော့ပရိသတ်ရဲ့ရှေးကအသွင်အပြင်နဲ့တူသေးတယ်ဒီမှာအဖေကလည်းသောတာပန်ပဲလေသိပြီငါသားတရားရလာပြီအေးအဲ့ဒီမှာပြိဿကြီးအဖေကပတ်စံခေါ်ပေးမယ်ဆိုတာကိုရှက်နေပြီအဲ့ဒီမှာအဖေဘာမှမပြောခင်အဖေရဲ့စေတနာမေတ္တာကိုသားနာလဲပါပြီအခုလေသားလည်းပဲဒိဋ္ဌိနဲ့ဝိသိကိစ္စသွားလို့သောတာပန်ဖြစ်ရပါပြီအဖေကျေးဇူးတွေပါဩသားလေးလူလိမ္မာလူတော်ကောင်းဖြစ်အောင်အပေတကားကြီးတသန်တရားလုံးပိတ်သွားအောင်ဖယားနဲ့ယင်းဒီအောင်တရားနဲ့ယင်းဒီအောင်တန်ဃာတွေနဲ့ယင်းဒီကုသိုလ်တွေပွားများနိုင်အောင်အဖေကလေမလုံးလေးပေးပိုက်ဆံပေးပြီးတော့သားလေးမောင်ကာလအတွက်ပြိတ္တကြီးရေတရားတို့တရားမြတ်တွေရအောင်အလွန်ကြီးမားတဲ့မေတ္တာတရားနဲ့စောင့်ရှောက်ခဲ့တာကျေးဇူးရှင်အဖေပါမှန်ရလားဒါကြောင့်ပြိဿကြီးအမေနဲ့အဖေကသားလေးတွေအရွယ်ရောက်လာရင်ပညာတတ်ဖို့အရေးကိုကြီးလက်တော်ရွာလို့ပြောရမယ်ဆိုရင်သားလေးအရွယ်ရောက်ကြောင်းအပ်တဲ့အခါမှာအမေကဆွမ်းအိုကြီးကိုရွက်အဖေကပြိဿကြီးသားလေးကိုဆရာတော်ရဲ့အကြောင်းမှာရွာဦးเจ้าမှာပခုံးနဲ့ထမ်းလို့ပြိဿကြီးပုတ်ပြီးခဲ့တာအဖေပါအမေကရွာဦးကျောင်းဆရာတော်ပူဇော်ကြောကိုသားလေးကျောင်းအပ်ဖို့ဆွမ်းအိုကြီးရွက်အဖေကသားလေးကိုပခုံးမောထမ်းပညာတတ်ဖို့အရေးပညာသင်ဖို့အရေးအနံခဲ့တာပြိဿရဲ့အဖေပါဒါကြောင့်အမေရဲ့ကျေးဇူးများတယ်လို့အဖေရဲ့ကျေးဇူးလည်းမများဘူးလားအမေဖေရဲ့ကျေးဇူးတွေဂုဏ်နိုင်ပါမလားဗျာဘလောက်ဟောဘလောက်ကြပြပွဲစာပွဲဂုဏ်နိုင်တယ်လို့ရှိလားအေးဂုဏ်နိုင်တယ်လို့မရှိဘူးဒါကြောင့်ပရိသတ်ကြီးရေမိဘကျေးဇူးတရားနဲ့ပတ်သက်ပြီးဟောရင်ဦးဇင်းတို့ဘလောက်ဟောဂုဏ်နိုင်တယ်လို့မရှိပါဘူးဗျာဒါကြောင့်ပရိသတ်ကြီးအနန္တအရေးအစုံအပိုင်းခြားမရှိတဲ့အရေးအဝါဒကိုပေးစွမ်းနိုင်တာအဖေပါလို့ပရိသတ်ကြီးနားလည်ပါဆယ်နာရီတောင်ထိုးပြီးပြီဟင်အမေကျေးဇူးအဖေကျေးဇူးဟောလို့ကတော့ဂုဏ်ပါဘူးဂုဏ်မလားမဂုဏ်ဘူးမဂုဏ်နဲ့တူတော်ကြစို့မနက်ကထိန်ရလဲဟောအောင်တရားပြန်လဲမအေးရသေးဘူးအလုပ်တွေရှိသေးတယ်နော်အလုံးများတဲ့ဘုန်းကြီးကြတော့မျက်နာကိုမဲနေပြီးမှတာအားလုံးအတွက်ဘာသာသာသနာအတွက်စွမ်းရည်ရှိတဲ့ပုဂ္ဂိုလ်တွေယတနာမနေပါနဲ့ဘုရားရဲ့ဩဝါဒမကြခင်စွန့်ပြရမယ်ဒီခန္ဓာနာအသုံးချပါအမေကသားမလို့ရှိတာလေးချက်ကြွေးပါမယ်ဆိုလို့လဲဇိမ်နဲ့စားပြီးမနေနိုင်ပါဘူးဟောကြီးညိုတဲ့သူရှိလို့ရှင်ဘုရားဆွမ်းញိုင်ပို့ပါမယ်အေးစေစေဖုံးပေးပါဆိုလို့လဲဦးဇင်းတို့မနေနိုင်ပါဘူးဘာဖြစ်လို့လဲကိုစွမ်းနိုင်တဲ့နေရာကဘာသာသာသနာအတွက်ကောင်းကျိုးတွေဖြစ်ဖို့ခொနည်းသာသမီနှလုံးစိတ်ဝမ်းငြိမ်းချမ်းဖို့ရန်အတွက်အားလုံးမသိတာလေးတွေသိတာမသိတာလေးတွေရှိရင်သိအောင်သိပြီးသားဖြစ်ရင်လည်းပဲပြိဿကြီးရှင်းသွားအောင်ဆိုပြီးတော့ဒါဦးဇင်းတို့ပြောဟောရပါတယ်မှန်ရလားပြိဿကြီးအဲ့တော့သိကျင်တာလေးတကူမေးလျှောက်ထားတာရှိပါတယ်ပြန်ကဟသင်္ကန်းနဲ့ပတ်သက်ပြီးအကျိုးအပြစ်များအနည်းငယ်ရှင်းပြပေးတော်မူပါတဲ့ပြန်ကဟသင်္ကန်းနဲ့ပြောကြတော့မလားမှန်တော့ပြန်ကဟသင်္ကန်းကဟဆိုတာယူလာပြန်ယူတဲ့သင်္ကန်း
ဘယ်ပြန်ယူဘယ်ပြန်ယူတာတော့ယူဘူးတယ်တဲ့ဘုန်းကြီးเจ้าကလည်းပြန်ယူဒါကတော့ပရိသတ်ကြီးရေပေးသူယူသူတို့ရဲ့နှလုံးသွင်းပေါ်မူတည်ပြီးတော့ဆုံးဖြတ်ရပါလိမ့်မယ်ပေးတာကဘယ်လိုပေးတာလဲယူတာကဘယ်လိုယူတာလဲပေးသူယူသူတို့ရဲ့နှလုံးသွင်းပေါ်မှာမူတည်ပါတယ်အမြင်အပြင်တော့ပရိသတ်ကြီးရေသူများလူဝိသပြည်တဲ့ငံပြန်ရောက်ယူတဲ့သူကလည်းဈေးပေါင်ရုံနဲ့ပြန်ယူဒါကတော့ဘေးကကိုထင်တဲ့ကိုအမြင်နဲ့ဒီလိုဖြစ်ကောင်းဖြစ်နိုင်ပါတယ်အေးအဲ့ဒီလိုဆိုလို့ရှိရင်တော့ပရိသတ်ကြီးရေဒါဟာသူတို့ရဲ့နှလုံးသွင်းအာဘော်ကိုမသိဘဲနဲ့ဟုတ်လားကိုယ့်ဘက်ကတစ်ဖက်သက်ဆွဲချက်တင်မိမယ်ဆိုလို့ရှိရင်တော့ကိုယ်ပဲအပြစ်ဖြစ်သွားနိုင်ပါတယ်ယောနိသောမနတိကာရနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ပရိသတ်ကြီးပုံနေတဲ့ပစ္စည်းကိုလိုအပ်တာနဲ့နော်တက္ကဒကမတွေကပြုပြင်ပြောင်းလဲလဲလှယ်ပြီးတော့သာသနာတော်အတွက်အဆက်အောင်သုံးခွင့်ရှိပါတယ်ဥပမာသင်္ကန်းတွေပေါ်နေတယ်ဆွမ်းမပြည့်စုံဘူးအဲဆိုရင်ဒီသင်္ကန်းနဲ့ဒီဆွမ်းနဲ့လဲပေးရမယ်ကျောင်းကမိုးမလုံးဘူးဆွမ်းနေရှိတယ်သင်္ကန်းနေရှိတယ်နော်အဲ့ဒါဆိုလို့ရှိရင်များနေတဲ့ပစ္စည်းနဲ့လိုနေတဲ့ပစ္စည်းလဲပြီးတော့အဆက်အောင်သုံးခွင့်ရှိပါတယ်ကျမကြီးအတွက်စေဝါဒစာလိုနေတယ်သင်္ကန်းတွေကပုံနေတယ်ဈေးထိုးစရာပတ်စံမရှိဘူးအဲ့ဒါဆိုလို့ရင်အဆက်အောင်လဲပြီးတော့လုပ်ပေးရင်ရဟန်းတော်များမှာပြိတ္တကြီးအဆက်အောင်သုံးလို့ရပါတယ်ဒါကြောင့်မလို့ယူတဲ့သူကဘယ်လိုနှလုံးသွင်းနဲ့ယူတာလဲပေးတဲ့သူကဘယ်လိုနှလုံးသွင်းနဲ့ပေးတာလဲဆိုတာဟာပြိတ္တကြီးသူတို့မှသိမှာပါဒါကြောင့်အဆက်အောင်ပြိတ္တကြီးဆောင်ရွက်ပေးတယ်ဆိုလို့ရှိရင်ဒါပြိတ္တကြီးရေဟုတ်လားပြန်ယူတဲ့သင်္ကန်းလို့လွယ်လွယ်ပြောပေမဲ့ပြိတ္တကြီးပို့လို့ရှံလို့များနေလို့လိုတဲ့ပစ္စည်းနဲ့လဲလှယ်ပြီးတော့အစဉ်ပြေအောင်အကျိုးများအောင်ဆောင်ရွက်ပေးပါတယ်တန်ရတန်ကြီးသင့်ပြီးတော့ဆိုလို့ရှိရင်တော့ဒါဟာပြိတ္တကြီးရေအပြစ်မဖြစ်ပါဘူးဗျာနော်ဒီလိုမှမဟုတ်ဘဲနဲ့ဟုတ်လားခုနပြောသလိုပဲသူတို့ရဲ့နှလုံးသွင်းအပေါ်စီးပွားရေးဈေးကွက်အလိုအရာဟုတ်လားရောင်းတဲ့သူကလည်းရောင်းမယ်ဝယ်တဲ့သူကလည်းဝယ်မယ်ဒီပေါ်အကျိုးအမြတ်တွေထုတ်မယ်ဆိုရင်အဲ့ဒါကတော့ပြိတ္တကြီးသူတို့နှလုံးသွင်းအပေါ်မူတည်ပါတယ်မှန်ရလားပြိတ္တကြီးအဲ့တော့ပြန်ငဟသင်္ကန်းဆိုတာကကြောင်းပြန်လိုက်ပရိက္ခရာဆိုင်သွားလိုက်ပရိက္ခရာဆိုင်ကနေကြောင်းပြန်လာလိုက်ကြောင်းကနေပရိက္ခရာဆိုင်ပြန်သွားလိုက်အဲ့ဒါမျိုးပြန်ငဟသင်္ကန်းခေါ်တာပဲနော်ဒါကတော့လှုပ်တဲ့လူတွေရဲ့ပုံမှာမူတည်ပါတယ်ဟုတ်လားဒါကြောင့်ပြိဋ္ဌာန်သူတော်ကောင်းတို့ဦးဇင်းတို့မေတ္တာရက်ခံကျင်တာလေးတကူကနှလုံးသွင်းဆိုတာဟာမိမိကိုယ်တိုင်ပဲသိပါတယ်အဲ့ဒါကြောင့်မို့လို့ဟုတ်လားသူတို့ရဲ့နှလုံးသွင်းကိုမသိဘဲနဲ့ဘေးကနေပြီးတော့ကိုယ့်ရဲ့အမြင်နဲ့ကိုယ့်ရဲ့အထင်နဲ့တော့ပရိသတ်ကြီးဦးဇင်းတို့လည်းပဲတိတိကျကျမဝေဖန်ရဲပါဘူးနော်ဥပမာသဘောလေးတစ်ခုပြောပြကလေးလေးတယောက်အမေဆွမ်းတော်မတင်သေးဘူးလားမေမေဆွမ်းတော်မတင်သေးဘူးလားအဲ့ဒီကလေးကဆွမ်းတော်ဝဲချစားနေကြအဲ့တော့သူ့ရည်ရွယ်ချက်ကပရိသတ်ကြီးဖယားဆွမ်းတော်တင်မို့မဟုတ် तू ကချစားနေပါပြီသဘောပေါက်ရလားအဲကြောင့်ဆွမ်းတော်မတင်သေးဘူးလားဆွမ်းတော်မတင်သေးဘူးလားဘေးရကြရင်တော့တိတ်ကြားလို့ကောင်းတာပေါ့မဒီကလေးတည်းကလိမ်မာတာကြည်စံသူ့အမေမေ့နေလို့ပြောတာဆွမ်းတော်မတင်သေးဘူးလားဆွမ်းတော်မတင်သေးဘူးလားလိမ်မာလိုက်တာလိမ်မာလိုက်တာတကယ်တော့သူ့ရည်ချက်ကမဟုတ်ဘူးအဲ့ဆွမ်းတော်တင်ပြီးမှသူစားရမယ်လို့အလေးချင်းလုပ်ပေးတာတော့ဆွမ်းတော်တင်တဲ့ပွဲမှန်ကြအကုန်ချစားတာပဲသဘောပေါက်ပြီနော်ကလေးရဲ့ရည်ရွယ်ချက်ကအဲ့ဒီဘေးရကြားလို့တော့ကောင်းတယ်နောက်ဒီမှာအသက်80လောက်ရှိပြီအဖိုးကြီးတယောက်ကဟိုမှာပြိတ္တကြီးချောင်းနဲ့ဆင်းပြီးတော့ဟိုတန်းချောင်းဘုံနဲ့ငါးတွေလိုက်ဖမ်းငါးတွေလိုက်ဖမ်းတန်းချောင်းနဲ့ထက်ငါးတွေလိုက်ဖမ်းတန်းချောင်းနဲ့ထက်ဘေးရကြည့်ဒီအဖိုးကြီးသေကနီးရိတ်ခါယူအသက်ကမြင်ကြီးလိုက်သေတော့မယ်ခုရတိကြည်စံသူများအသက်လိုက်တတ်နေတယ်ဘေးကအဲ့မဲ့ပြိတ္တကြီးဒီအဖိုးကြီးရဲ့ရည်ရွယ်ချက်ကဟိုမှာရေလေးဆက်ဆက်ကြံတော့တဲ့ချောင်းဆက်လေးထဲမှာတီးတဲ့ရေခမ်းရင်ငါးတွေသေတော့မယ်အဲ့တော့တန်ချောင်းထဲမှာပြိတ္တကြီးရေလေးထည့်ထားတယ်အဲ့ဒီငါးလေးတွေကိုလိုက်ဖန်တန်ချောင်းထဲထည့်ပြီးတော့မှပြိတ္တကြီးရေများရာချောင်းနဲ့မြောင်းနဲ့မြစ်ထဲကိုသွားပြီးဇီဝိတဒါနလွတ်မယ်ဆိုပြီးအသက်ကယ်နေတာဒါသူသိဘေးရသိလားသူပဲသိတယ်အဲ့ဒါကြောင့်ပြိတ္တကြီးဘေးရပြောရတာကခက်ပါလေနော်လှုပ်တဲ့ပုဂ္ဂိုလ်တွေရဲ့နှလုံးသွင်း
အဓိကကြတယ်ဟုတ်လားအေးအဲ့ဒါကြောင့်မလို့ပြိဿကြီးရေဒါလေးတွေကိုဝေဖန်သုံးသပ်တတ်ဖို့ရှင်းပြပြီးပါပြီအေးအဲ့ဒီရဲ့အပေါ်မှာဦးဇင်းတို့နီလန်းပေးရမယ်ဆိုရင်တော့ပြိဿကြီးအရာရာကုသိုလ်ဖြစ်အောင်တွေးတတ်ရင်အကောင်းဆုံးပါပဲကုသိုလ်ဖြစ်အောင်တွေးဒါဆိုရင်ကုသိုလ်ရတယ်အာယောနေသောမနတိကာရနဲ့တွေးမိလို့အပြစ်ဟုတ်လားဖြစ်မယ်ဆိုရင်လည်းပဲကိုတွေးတဲ့အပြစ်ဟာသူများထံရောက်သွားမှာမဟုတ်ကိုအပြစ်ပဲဖြစ်သွားနိုင်ပါတယ်အဲ့ဒါကြောင့်ပရိသတ်ကြီးတခါတရံကြတော့လေကိုကညံမမီဘူးဆိုရင်တို့မဟုတ်ဘူးဆိုလို့ရှိရင်ကျင့်စဉ်လေးတစ်ခုပြောမယ်နော်မြင်တော်လဲမမြင်သလိုနေတဲ့ကြားတော်လဲအပြစ်ဖြစ်မှာဆိုလို့အပြစ်ဖြစ်မှာဆိုလို့သူဟာသူပြန်ပြန်ပြန်ယူခြင်းယူပြန်ပြန်ပြန်ယူခြင်းယူအဲ့ဒီတဲ့ကိုစိတ်မတတ်ရင်မပါနဲ့ဟုတ်လားသဘောပြောပြတာနော်အေးဒါကြောင့်မလို့ဟုတ်လားအပြစ်အနေနဲ့ကတော့နှလုံးသွင်းတဲ့ပုဂ္ဂိုလ်ရဲ့ပေါ်မူတည်ပြီးတော့အပြစ်ကြီးအပြစ်ငယ်ဆိုတာဖြစ်နိုင်ပါတယ်စောစောကခလေးလေးမိမိဆုံးတော့မတင်သေးဘူးလားဆုံးတော့မတင်သေးဘူးလားဆိုတာလိုပဲအဖိုးကြီးပြိဿကြီးငါးတွေဖမ်းတန်းချောင်းနဲ့ထက်နေတဲ့မြင်ကွင်းဘေးကကြည့်ပြီးပြောနေကြတာလိုပဲအဲ့ဒါကြောင့်ပြိဿကြီးအထင်လေးအမြင်လေးနဲ့တော့ဆုံးဖြတ်လို့မရပါဘူးသူတို့ရဲ့နှလုံးသွင်းပေါ်မှာမူတည်ပါတယ်လို့ပြိဿကြီးနော်အဲ့တော့ခုနပြောသလိုပါပဲပေါ်နေတဲ့ပစ္စည်းတွေနဲ့လိုအပ်တဲ့ပစ္စည်းကိုဟလာကပ္ပိယကာရကအနေနဲ့အဆက်အောင်လဲပြီးတန်ဃာတော်များအတွက်အကျိုးများအောင်ဆောင်ရွက်ပေးတယ်ဆိုလို့ရှိရင်လည်းပဲဒါအဆက်အောင်လုပ်တဲ့နည်းမို့လို့သိမြတ်ပါတယ်အဲ့ဒီလိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့လေသူတို့ရဲ့နှလုံးသွင်းအာဘော်မူတည်ပါလိမ့်မယ်လို့ဒီလိုပဲဖြေကြပါရစေနော်ဒါကြောင့်ပရိသတ်ရဲ့ဒီကနေ့အနန္တအယေဖယဟလာအဖေရဲ့ကျေးဇူးလို့ခေါင်းစဉ်ပေးတဲ့ဓမ္မကတာဒေသနာတော်ကိုနာကြရတဲ့ဓမ္မသဝနာကောင်းမှုကုသိုလ်ကံစေတနာတို့ကြောင့်သင်သူတော်စင်တို့ဒီဘဝမှာအစားထိုးလို့မရနိုင်တဲ့အမေရဲ့မေတ္တာအဖေရဲ့မေတ္တာတွေကိုသိရှိနာလဲခံစားနိုင်ကြပါစေသိရှိနာလဲခံစားနိုင်ကြပြီလျင်အမေနဲ့ပတ်သက်တဲ့ကုသိုလ်တွေအဖေနဲ့ပတ်သက်တဲ့ကုသိုလ်တွေအမေမသေးခင်အဖေမသေးခင်များများကြီးရအောင်ယူဥစားပေးပြီးတော့ပြိဿရဲ့ရအောင်ယူနိုင်ကြပါစေဤကဲ့သို့အထောက်ပံ့ကုသိုလ်တွေများစွာရရှိပြီလျင်ဆင်းရဲနဲ့ငရဲကင်းလို့ဘဝတန်တရာဘုဒ္ဓကမိတော်မိလျံကြီးဤကုသိုလ်တွေအထောက်ပံ့ပြုသဖြင့်အပြီးတိုင်ငြိမ်းကြပါစေကုန်သတည်းအဖေရဲ့ဂုဏ်ကျေးဇူးကိုသိမြင်ပြီးမိသားစုတိုင်းယမဆိုတရား၄ပါးနဲ့ငြိမ်းချမ်းနိုင်ကြပါစေရှင်။အခုလိုတရားတော်အနှစ်ချုပ်တွေကိုအမြဲကြည့်ရှုနိုင်ဖို့ channel ကို subscribe ပြုလုပ်ပေးကြပါအောင်ရှင်။